你干了？呀？我熬了。我不看了嘞，我拿来干不糊，我拿来干，眼睛干嘛？我不知道干嘛糊，眼睛这张拿来干不糊呀？我拿来干不糊了吧？妈耶，当嘛？这是三毛钱，妈妈我啦。三毛钱没打，拿来干不糊嘛？啊糊都那个了。眼睛眼红啊！哦，都靠爸爸，你搞的你那好路啊好来，你路啊黑来，不地的逻辑来，慢慢我不地路，笑你咋呗？啊！哎呀，没有来家啊！没有来家，一个话没有上呢，没有上呢，来家为了嘛，干了那都没难我写的，这就是我难的呀呗。那俺来我，我不这样了，我没有。老板那个没有来呀，你老人俺那都不屁股呀。好嘞，没有我这么变身那个啥都平高级了。好没有来，这帮把那个人老小路来，俺也别买了。你要到这几条说人对于我话，没有。ACC 的那就搞我养老的喏，ACC 那边的，对面那么看没下去呢。ACC 那边的是没嘛来出来了。没呀，来小脚的人呀，没嘛有的，咱一条老西啊，不老有呀，没呀。没掉没有在了，多了要老接住，哎呀没掉要追来的。大家小脚的，那开幕舞，哎呀，那个是真的，呀，到爱表妹的，干什么路嘛？我那会嘛，国家那嘛上的，这不要紧咯，要我呀，大家来撇嘛撇嘛。ဒါရဝယ်လို့တယ်ဆိုတာစိတ်တော်နည်းနည်းရှိရအောင်အဲ့ဒါကိုမင်းသိဖို့တော့လိုသိပါတယ်မောင်မကြီးသားရေတက်ပါတယ်မင်းရတယ်ငါလည်းတော့နားတယ်ပါပြောတော့မှတ်တယ်ကြားဖို့ပဲ။ဦးငယ်ကလေးကြောင့်လည်းခွာကောင်းကြီးခွာပြီးဦးငယ်တောင်မှတ်နေလိုက်တယ်။နည်းရုပ်ကတင်းစီနေ။မယ်။弟弟，你弄来了啊？你们哎，慢慢搞的，我搞。啊，那哎慢慢都搞没呢，还真是那边说的几样嘞？你拿纸并熬成的。天出嚟玩過啊？得嘞。我話你做咗你，做咗冇話咯。OK。我都諗對咩？我話你要去話，你今日就嚟做，聽晚嚟講嘛咩？不然我就唔嚟了。我嚟沒下面的。弄完了，没效一弄完了。有嘛弄了没啦？后来这个老毛爱的家务吧，现在什么家务吧？给，好比啊，把给他的拿弄完了嘞。咦，这个弄了，把给他的都没得嘞。哼，你拿这变熬成的，好嘞。必要。姐，爱你的。好的。哪里？我们你怎么掉我的包包？谁？李子的，说完了弟弟，我娘老姨。你娘老爷。哎呦，爱的了嘛，我们天刚刚来吃嘴没，是不是烟也被谁玩的来？这烟啥的假表不要，我也这样，为哪嘞？哎的呀，啥么讲无所谓，不要看，不都不要看没？我个非常了呗，我个不要看嘛，我弟弟那。我个不要看嘛嘞，弟弟哎，那么每个来说弟弟点不行，嘿，他那么讲无所谓些，弟弟呀，每个来这边哎，我给啥么那我，都么叫这边不要看嘛不？哼，爸妈是个谁的？变了我们。哪是？哪是嘞？这个电路开呢？这个电路。这个别说我们。
ဘာလို့ ငေးကြီးထားမယ် ဒီလိုထောက်မလို့ဆိုဘယ်တော့ညက်မှာလဲ ဟမ် ဟင် အားကြီးဆောက်ထားလို့ရှိရင်မျက်လုံးထဲကိုဆင်လာဆိုးလို့ ဘာပြောလဲ တအားကြီးဆောက်ပြီးတော့ထောင်းလိုက်ရင်မျက်လုံးထဲကိုငေးပြီးဆင်လာဆိုးလို့ ဒီညက်မယ်ရှိရခံရဘယ်လိုမျိုးပြစင်းလာတော့အဲ့နှလုံး ပေါ်ကြော်ပြီးတော့ဆင်ဘယ်လိုလုပ်မလဲ ဘာမှမသိမပေးနဲ့ညံ့ပါအဲ့ဒါဒီပါတော့ ထောင်းနေလေ ဟုတ်ကဲ့ဘာတော့တုံးလာခါကြည့် ဟောတုံးပါလေတုံးပါ အဲ့ဒါတုံးလေညက်တုံးလေ ဟုတ်ကဲ့ပါတုံးပါပြီတုံးပါ ဟုတ်ကောဒါလေးလောက်ပါလားမိုးနေတယ် ကိုယ်လာမဟုတ်ဘူးကျက်တော်လေးလို့ပေါ်မင်းမြဲရည်သူ့ဟာသူကြားနေတာကိုယ်လာမဟုတ်ဘူးလေ ဒီကပဲရောက်နေဘာဘူးတူတာမှလည်းမရှိဘူးစက်တုံကြီးလို့ရှင်ဒီမှာစားပြီးပုံကြီးမှလည်းမဆက်တာလေ ဟုတ်လားစားပုံလားစားစား အားစားမှလို့နေတယ်မှာမိုးလည်းဆက်ဒီတိုင်းပဲဆက်ပြီး ဒီလက်ဆက်ရမယ် ဟုတ်တယ်ဟင် တုံးနေတယ်လေတုံးနေတယ် တုံးတာဟုတ်တယ်ဘလို့တော့တုံးကြီးတုံးနေရလဲတက်တက်တုံးလေ တိတိလေးလားတင်းတင်းလေးတုံးပြီတင်းတင်းလေးတုံးပြီတင်းလေးတုံးပြီတင်းတင်းလေးနော်တုံး ထောင်းနေရက်ကမယ်ထောင်းနေကိုလည်းခုလေးတင်ချက်ပြုတ်ရင်မို့ချိုးလို့ပြတာဘုံမြရေဖိုးဆိုင်မအဲ့ဒါရောက်နေပြီ ကိုမောင်ကလေသူပြားတစ်ဆောင်တစ်ယောက်ဧည့်သည်မှာမဟုတ်တာဘာလို့တစ်ခါတည်းဆက်တယ် ဟောအဲ့လိုလည်းမဟုတ်ဘူးလေကိုကကိုချစ်သူအိမ်ခေါ်ပြီးကြွားတာဆိုတော့ကိုယ့်အရာလူတွေကလည်းအဲ့ဝက်ကြည့်နေတာပေါ့သူတစ်ဖြစ်တော့ကိုကလေးလေးတိတိလေး ဟုတ် तू ကသမင်းနေဟင်းနေချက်တယ်လေ ချက်တတ်တာပေါ့ तू ကခလေးပြီမဲ့သူ့လက်ရအောင်ပြစားကြည့်လိုက်ဆွေမျိုးပါမေ့သွားမယ် ဟုတ်ပါလား ဦးမြတ်တို့ဦးဆိုင်တို့ရေအကုန်လုံးလာကြပါအောင် ဟုတ်ကိုမောင် तू ကဘာတူလဲ ဟောခုနကိုပြောထားတဲ့ကိုရဲ့တူမာလေးခလေးလေးတိတိလေးသူ့နာမည်ပကတိတဲ့ဘာလဲတိတိ အမေကဒီခေါင်းဆောင်ပြီးသမင်းထောင်းတော့ဘယ်နဲ့တိတော့မဲလို့ရှိလို့ အဲ့တော့ဖိုးဆိုင်တော့ဖိုးပြတ်တော့မရှိဘူးလားအခုလိုက်ဆင်းလာသေးဘူးဒီကောင်လေး မရှိဘူးအဲ့ဒါဦးကိုပဲတက်လာခဲ့လားဦးတင်တက်လာခဲ့နော် အဲ့ပြရပြရခဏလေးနားဆူလာပြန်လာလာပြီဟဲ့ဟာနေတော့ဒီမှာလည်းကောင်းနေတော့ရှိတယ်လေ ဦးကိုကလည်းတို့မျိုးဆောင်တော့ပြန်ကြားလာပြီခုတည်းကမချနိုင်သေးဘူး မင်းတို့နှစ်ယောက်ကလည်းဝါတေချာတုတ်ပေးတော့မဟုတ်ဘူးအော်အေးစိတ်တော့သူလည်းရောက်နေပြီ ဟာမင်းကလည်းပြည့်ရောက်တော့လေဘာဖြစ်လဲကောင်းကုန်နဲ့သူနဲ့စကားပြောလို့ရတယ်ဥစ္စာလေးပြောရတယ်ဒီဘော ကိုမောင် तू อ่ะ ဟောဒါကိုပေါင်းပြောတယ်ကိုရဲ့ကျူမလေးထိတ်ကြီးနော် तू ကခလေး ဟုတ်တယ်လေ ဟမ်ဒါရီကခလေး ဟုတ်တယ်လေဟိုတီမိတ်ဆက်ပြအောင်လေဒါကုကုရဲ့ချစ်ပြား ဟုတ်တယ်ပြရဝမ်းတော့ပါလေအဲ့ဒီကမှသူတို့လေလူတော်ထဲမှာတိတိကိုယ်ဝင်ပြီးတော့ချက်ပြုတ်ထားတာမျိုးစုံပဲဟိုသုံးဆောင်မယ်ဆိုသုံးဆောင်ရ တော်ပါပြီမစားတော့ပါဘူးအော်ကိုမောင်အခုမှတတိရတယ်ချိန်ထားတယ်ခုဒီလိုပြန်လာတယ်နော် ပြားပြား စကားကောင်းချတာမဟုတ်ဘူးကောင်းချတာလားရှင်ခလေးလို့ပြောနေတဲ့ဟောဟာ
ကြီးသူ့ဘာလဲ ဟာတို့ပြားနော်ဒီပြားပြားဒီလိုငါတို့ကဘုံနေပြီကောဒီကြောင်လားတို့ရဒီမှာငါ orange ကကားပါကင်းကိုရောက်နေပြီဒီကားလာကြီးမဲ့သူတွေနဲ့တူလိုက်လာပါလားအေးပါကွာပြီးတော့ခဏမတူမင်းရတယ်တဲ့ရတယ်မတဲ့ရတယ်အကြောင်းမဟုတ်ဒါပေမဲ့မင်းမြင်တော့လာခဲ့ငါတို့မှတယောက်တည်းဖြစ်နေလို့နော်အေးပြီးတော့ဟာကိုမအားဘူးဗျပြီးတော့ဒါဟိုတက်စီလည်းမဟုတ်ဘူး ဒီလေနမကလည်းဒီတက်စီကိုလက်တင်ထားတယ်ကွာမင်းရတယ် ဟုတ်ပါတယ်ကိုရဲ့ဒါပေမဲ့ဒါတက်စီမဟုတ်ဘူးဒါကျွန်တော်ကဝယ်ရောင်းလုပ်ဖို့အတွက်ကိုဝယ်ထားတာအခုလည်းဒီကားကိုဝယ်မဲ့လူတွေလာနေဆိုကျွန်တော်ခဏစောင့်နေတာ sorry ပဲကွာနော် ဒီတော့ကွာရေးကြည့်လို့ဟုတ်ပါမယ်ပေါ့မရဘူးအဲ့ဒါ ခဲကောင်းပါလေအခုဖေရောက်သွားနေတာလေ ဒီတော့ပါတိတ်ဘူးတော့ကြီးရဲ့ ကျွန်တော်လေးစောင့်ပြကျွန်တော်ဖုန်းရက်ဆက်တာပေါ့နော်အေးဟဲ့ငါတို့မင်းတို့ဒီကိုရောက်ဖို့ဘယ်လောက်ကြာအောင်မလဲ15မိနစ်စေအေးအဲ့ဆိုပြီးတော့ရအောင်ဒါမှငါပြောပြမယ်ဒီမှာငါသွားချက်လေးရှိတော့ဒီနေ့နီးနီးလေးပဲခဏလေးပဲဘာမှမကြောက်ဘူးဟဲ့ငါပြန်ရောက်သေးဘူးဆိုလို့ရှိရင်လည်းမင်းတို့ဒီ orange ချက်ပဲစောင့်နေနော်ငါချက်ချင်းမရောက်ပြန်လာခဲ့မယ်နော်ဟဲ့အေးပြီးတော့ဒါပဲရကဲရဘူးလေတက်တော့လိုက်ဖို့ပဲ ငါဘာလို့လဲဟာတဲ့ ဒါပါလေဟို ဒီကဈေးဝင်နေကြလို့ငါရှောင်းနေတာ အော်သူဈေးဝယ်မယ်ဆိုတော့ရှီရတိုက်ဖို့လေကျမဈေးဝယ်မယ်ဆိုတခါမပေါ့ဘူးအခုတက်ဟဲ့ဒီမှာနောက်လဲနေသူနဲ့ဘရောမဖတ်ကြလားငါနဲ့တွေ့မယ်နော်ဒါပဲခုချစ်တဲ့ကားပေါ့ဟဲ့ကောင်သူဘယ်ကိုငါထားတာ ဒီနားလေး အဲ့ဒီနာဆိုတာဘယ်နဲ့လဲငါသိအောင်တိုက်မယ်တက် ဟုတ်ကဲ့ပါခင်ဗျာ ဘာပြောလဲ အဲ့ဒီအိမ်မှာမနေပဲအိမ်ပြောင်းလို့ပြောနေတာ ကိုယ့်ဘယ်ကိုပြောအင်းကြီးတော့ဒူနေတာပဲ30တော့ရှိတယ် ဒီမှာပုံမှန်လူကြီးတယောက်ဘာမှသွေးသားမတော်ဆက်တဲ့အပြိုလေးတယောက်ရှိနေတဲ့အိမ်မှာအိမ်နဲ့တူနေတာတော့ပြန်ကြိုက် ပြောတယ် ဘယ်လိုရှိရမလဲဒါကလေးပေါ့ ဒီတရားကလေးပဲရှိပါသေးတယ်ကွာ အဲ့လေကိုမောင်ပြောတော့ကတော့တီနဲ့ဆိုတော့ဖြူပြလေကလေးလေးလုပ်ပဲထင်တာပေါ့ခုဟာတော့ဘယ်နဲ့ဖြူရောက်ဖြစ်တယ် ဘာပဲဖြစ်ဖြစ်ကိုယ့်တက်တော့ဒီတရားကလေးပါ ဒီမှာပုံမှာရှင်လက်ထက်ယူမဲ့ချစ်သူတယောက်တော့တောင်းဆိုနေရအောင်ရှင်ကသူတို့နဲ့မခွဲနိုင်ဘူး အဲ့တော့ဒီသဘောတော့မသေးစမ်းတော့ဖြစ်ပါလေဘာကြီးပဲဖြစ်နေတိတရားကိုယ့်အတွက်တမီးဆိုနေတယ်ဟုတ်တူမဆိုနေတယ်ဟုတ်ပါလေ ဒါပေမဲ့သွေးသားမှမတော်ဆက်တာပုံရက်သူလည်းဒီမှာဆို ဟုတ်တယ်အဲ့ကလေးကရန်ကိုကန်ဆိုးပါတယ်ကွာသူလေးနဲ့တမီးပြောမှာသူမိဘနှစ်ပါးစလုံးကောင်းမှဆုံးသွားတယ်အဲကြောင့်မြတ်သူကခေါ်ထားမြတ်သူရဲ့ကိုယ်ရဲ့စိုင်းမွန်ရသူ့ကလေးလေးတွေကလူတက်ရေမိုးချိုးတနခါလိမ့်ပြီးနောက်ဆုံးပွင့်ချီပြီးတိတ်ခဲ့တယ် အေးအဲ့ဒါက၄နှစ်တုန်းကလေအခုဟာ20ကျော်နေပြီ ခဲပါချူကြရဲ့သူကကိုတို့အဖေလိုအမေလိုအားကိုးပြီးချစ်ရှာတာပါကွာကို3ယောက်စလုံးပါလေသူ့တကယ်သမီးရှင်လေးတယောက်ချစ်တာပါ ဘာပဲဖြစ်ဖြစ်လေပုံမှန်လို့တော့ဆန်တော့သူ့ဖေကြီးနဲ့မှာဟုတ်တယ် တော်တော်ဖြစ်ပြခုဖြစ်ပြပြောနေတဲ့စကားတွေကကိုတို့ရဲ့ဖြူစင်တဲ့မြစ်တာကိုကိုချင်းတိတ်ခါအောင်ဆော်ကားတဲ့ဖြစ်နေ ပါလေကိုမောင်ကဖြူပြပြောတာကိုလက်မခံနိုင်ဘူးပေါ့ ဟုတ်သေးပါဘူးချူရရဲ့ တော်ပြီကိုမောင်ကိုဖြူပြတစ်ခါတည်းအပြတ်ပြောမယ်ကိုမောင်ဖြူပြကိုရွေးမလားဂတိကိုရွေးမလားအဲ့ဒါစဉ်းစားနိုင်နေကြမှာဖြူပြစီတန်း မ
မဲနဲ့ဖြစ်နေတယ်တရားနဲ့တရားဘယ်တော့ချစ်တယ်ဆိုတော့ငါတို့အကုန်လုံးလည်းသိနေတယ်ကွာချစ်တာပဲကွာအခုတော့ပြပြီးနောက်အတိအကျအသေးချောင်းပြောလိုက်တာ မင်းရတယ်ကွာဘာဖြစ်လာတာလဲဆိုတော့ပြောပြအောင်ပါဒါမှငါတို့ရောက်ကပြည်လျာကြောင့်ဝင်ဖြည့်ရှင်းပေးလို့ရမှာပေါ့ ကဲဘာမှပြောနေတယ်ဘာမှလည်းဝင်ဖြည့်ရှင်းမနေနဲ့ကွာအဲ့တော့သဘောထားနှုတ်တဲ့မိမငါလည်းစိတ်ကုန်နေကွာမဟာပြောမနေနဲ့ ဥက္ကလည်းဥက္ကနဲ့အန်တီဖြူပြနဲ့ဒီလောက်ချစ်ကြတာဘာကိစ္စမှန်းတော့မသိပေမဲ့ဒီလောက်ကြီးကြီးတော့ဖြစ်သွားကြတဲ့အကြောင်းရှိပါဘူးဥက္ကကစိတ်ကောက်နေလို့ရှိရင်လည်းချလိုက်ပေါ့ လေဘာမှမသိပဲနဲ့ဝင်မပြောဘာမှမပြောနဲ့ခလေးလို့နေတာ ကလေးလိုနေပြီကလေးလိုပဲပြောနေရမယ်လေ အေးအဲ့တော့ခလေးလို့နေလို့ငါဒုက္ခရောက်နေတာငါဒုက္ခရောက်နေတာ ရမင်းကလေးကိုလက်ညှိုးထိုးပြီးအော်လာဟုတ်လားမင်းမပြောနဲ့ဟဲ့ အေးဟုတ်တယ်ကွာမင်းကလည်းတိတိကမင်းဘက်ကစေတနာနဲ့လည်းပြောတာလေကွာမင်းကလည်းအကျိုးကြောင့်ဂါဂါနာနာဘာမှလည်းမရှင်းပြပဲနဲ့ဘာတွေဖြစ်နေမှတော့မသိဘူးမပြောနေတော့လေမင်းတော့မပြောနေတော့သိလား ဦးဆိုင်ဦးမြအန်တီတူရဘာလို့ဥက္ကိုဖြတ်လိုက်တာလဲ အဲ့ဒါကိုပဲသိကြလို့သူ့ကိုမင်းနေတာလေအဲ့ဒါဘာမှမပြောဘဲနဲ့ဒေါကန်ကြီးပြတ်သွားတာမတွေ့ဘူးလား အေးဦးဆိုင်တို့လည်းရီးသားမထားဘူးတော့မခံမှန်းတတ်ဘူးဖြစ်နေတာ တီအန်တီဖြူပြစီဖုန်းဆက်ချင်ကောင်းမှန်တယ်တူတယ်ဦးမြအမြင့်ဖုန်းဆက်လေ အိုင်လေပွားလုပ်နေတော့ပြဿနာကြီးပို့ကြည့်တော့အောင်မယ် ရောက်အဲ့ဒါခေါ်ထားပြီ ဟယ်လိုအန်တီဖြူပြလားတီပါ ဒီမှာမင်းတို့စီကိုဖုန်းဆက်ဆရာမလို့ဦးကိုမောင်နေလေတို့ဘာမှမပတ်သက်တော့ မဟုတ်သေးဘူးလေအန်တီရဲ့တီပြောပြသေး ဘာမှမပြောနဲ့ဘာမှမပြောနဲ့တို့မှနားထောင်ပေးဖို့အချိန်လည်းမရှိဘူးတို့မနှောက်ရက်ပါနဲ့သူနဲ့တို့နဲ့စိတ်ရင်းရှင်းသွားတယ် မဟုတ်သေးဘူးလေတိုက်ပွဲကတော့တော်တော်ပြင်းထန်နေပုံပဲတန်တမန်အောင်တရားရပါ ဟမ် तू ဘာပြောသွားလဲ ဘာမှမဖြစ်နေဘာမှမကြချင်ဘူးလေ အောင်ပါကလေးကသူတို့နှစ်ယောက်ချောင်းပြေလေကြောင့်ဖြည့်ရှင်းပေးတဲ့ဟာကိုဟောငါကြီးသားဆိုတော့ရုပ်နဲ့ချက်လောက်ချက်လောက်နဲ့စောင့်ကန်ပြစ်တယ်ကွာ ဟဲ့မင်းရလဲကွာအရေးဆိုဒေါသအရင်ထွက်နေတယ် အေးလေဦးစားကလည်းရီးစားမထားဘူးလေသူများသမီးရီးစားအသေးကွဲတာကိုချင်းအောင်စားတယ် အောင်ပါဒီမှာငါလည်းရုပ်အောင်ထိုင်လာ ဟဲ့ တယ် ငါတို့မဟုတ်နဲ့ ဟောမဟုတ်ပါဘူးငါကိုတူမကိုတော့အောင်လားဟိုကောင်အောင်မယ်လို့ပြောတာ အဲ့လိုပြော ကဲလာ你ငါမောင်မေးချင်တယ်ဆိုပါလေငါစောက်တိတိခိုင်းအားမင်းလည်း မမဒီလေတွေ့ရမယ်ပြီးတော့နော်မမနဲ့ဦးကိုအန်နီဖြူပြတော့ကတီယုံနဲ့မှလှုပ်တာဆိုတော့သူတို့ဘာလို့ပြဿနာတက်သွားလဲဆိုတော့သိမလားလို့ ဟိုပြဿနာကြီးကျယ်မှုဖြစ်သွားတာရမ်းခွဲချတဲ့ချီလို့ဖြစ်သွားတာသူတို့ဖြစ်သွားမမလည်းဘေးနားမှာရှိနေပြီ ဟုတ်တယ်လေအဲ့ပြဿနာဖြစ်တာဘာကြောင့်လဲဆိုတော့တိတိကသိချင်တာအန်နီဖြူပြစီကိုဖုန်းဆက်ပြီးတော့လဲသူဘာမှမပြောမနဲ့ဖုန်းချသွား ဟိုပြောရမှာအားရနာပါတယ်ပြဿနာရဲ့အရေးခံတိတိပဲ ရှင်စိတ်မကောင်းဟာပြဿနာငါးကြောင့်ဖြစ်တာဆိုတော့ဦးကိုလည်းတနာပါတယ်အန်နီဖြူပြလည်းအားနာတယ်ဟာ နင်ကဘယ်လိုလုပ်ချင်လို့လဲ တောင်ချစ်ရတာနဲ့ငါကြောင့်ဒီလိုဖြစ်နေရတာဆိုတော့ငါကပဲစဉ်းပြန်ပြန်ပြီးရှင်းပြချင်တယ်ဟာပြီးတော့ငါအန်နီဖြူပြရင်လည်းသွားပြီးရှင်းပြချင်တယ်အဲ့ဒါမမသက်စာနာငါလေးစားတောင်းတာ ဟမ်နင်ကဘယ်လိုသွားမှာလဲနင်ဘယ်တော့နှစ်ဦးလေးကတကောက်ကောက်လိုက်နေတဲ့ဟာနင်ကငါ့အိမ်လာအောင်မဦးမြက်ကလိုက်ပို့တာမဟုတ်ဘူးလား ဒါတော့ကြံစီရမှာပေါ့ဟာနင်လည်းကကူရုံနော် မိမနင်ကတော့တခိုးတိတ်ပေါ်လာမြင်နေနော်ဟမ်တခါလဲအထုပ်တွေယူလာတယ်အရှုပ်တွေယူလာတယ် ဟဲ့ငယ်ချင်းကလည်းဟာကူညီပါနော် ဟာဦး အော်မကြီးတယ်မပါနဲ့ကားမအားဘူးလေပြတ်ထားတဲ့စီမဟုတ်လား
ဟုတ်ဘူး ဘာကြောင့်ဒီဘောဆိုင်ဖို့ကြရပါလဲပြီးတော့နံပါတ်ကလည်းအနည်းရောက်မှာနော် ဒုက္ခပါပဲဗျာခင်ဗျားပြောတာတွေအားလုံးမှတ်ပါတယ်ဟိုဒါတက္ကစီတော့တက္ကစီပဲဒါပေမဲ့တက္ကစီမဟုတ်ဘူးဟိုခရီးတယ်မရှိဘူးဆိုတာလည်းဟုတ်တယ်ဟိုဒါပေမဲ့အားလည်းမအားဘူးကဲပါခင်ဗျားတို့အရေးကြီးနေတယ်ဆိုလို့ရှိရင်ကျွန်တော်လိုက်ဖို့ပေးပါမယ် ဘာလို့မိုင်းပြောညာအာဒီလိုရှောက်ရှိလိုက်ဖို့ပေးပါမယ် ရှင်ဘယ်မောင်းနေ မသိဘူးလေဗျာခင်ဗျားတို့ကသွားမဲ့လိမ့်စာအောင်မှမပြောတာအဲ့တော့ကျွန်တော်လည်းလမ်းရှိတဲ့အတိုင်းမောင်းနေတာပေါ့ ချောက်မလေးစားခဲ့ဟာဘာလို့လဲ ဘာမှမဖြစ်ပါဘူးဟိုမင်းတို့သွားမဲ့လိမ့်စာချမ်းအကျဉ်းကြီးတွေရှိတဲ့ရက်ကွက်ပဲပြီးတော့အဲ့ထက်မှလည်းလေဟိုလမ်းကြားလေးတွေကအရင်များတော့ရှုပ်ချက်ကခတ်နေတာဟောအဲ့ဒါကြောင့်ပါ ဘာလဲရှင်မသွားတတ်ဘူး မင်းရလဲကွာဒီလမ်းလောက်ကတော့လေမျက်စိပိတ်ပြီးမောင်းတော့ရောက်တယ် ရှင်ကိုကြည့်ရလေတိုက်စီဒရဘာနဲ့ဟိုမတူဘူးကဲရှင်အဲ့လောက်တော့မသိနေအဲ့ဒီလိမ့်စာကဲအိမ်မှာနေတဲ့အန်ဒီဘာနဲ့တော့သိတယ်ဟဲ့မကြည့်ထိုင်ရှောက်နေညအားဦးချင် နေသမောင်မင်းတို့ကအဲ့အိမ်မှာနေတဲ့မက်ပြပြန်နဲ့သိလို့လားဘာကိစ္စရှိလို့လဲ ကျမဒီမှာဘာကိစ္စရှိရှင့်ဘူးပါလားယောက်ျားကြီးဖြစ်တော်တော်ဆက်စုတယ် မင်းရလည်းတော်တော်စွာတာပဲနော်ငါဆက်စုတာမဟုတ်ပါဘူးလမ်းကြုံလို့မေးကြည့်တာပါအဲ့လောက်နဲ့ဒေါသမကြီးပါကဲခမောက်သွားခြင်းနဲ့ဆိုရင်အဲ့ဒီအိမ်ပဲရောက်ပြီ ဒါဆိုရှင်ဒီအိမ်ရှိရပဲဆောင်းနော်အပြင်တက်ရရှင်အောင်လိုက်ပို့အောင် စောင့်အောင်ပါဗျာမစောင့်လို့လည်းမရဘူးလေကားကားမှကျွန်တော်မှမရသေးတာ မြောင်လို့လားမြောင်ခုချက်ချင်းပေးသွားမယ်နော်ဆန် ဒီရုပ်ဒီတွေနဲ့မယုံစရာဘာမှမရှိပါဘူးဗျာကျွန်တော်စကားဖြစ်ပြောတာပါကဲတော့ပါကျွန်တော်စောင့်နေပါမယ် မင်းတောင်းမယ်ဆရာမလိုပါဘူးမင်းနဲ့ပါဆိုင်လို့ဒါသူနဲ့ဒုနဲ့ကိစ္စ ဟုတ်ပါရဲ့အကြီးရဲ့ဒါအညိုးညမှာကိစ္စပါဟိုကိုကအန်ဒီဖြူပြောက်တကယ်ချစ်တာလေအန်ဒီဖြူပြောက်လည်းဥကိုတကယ်ချစ်တာပါဥကိုခံစားနေရတယ်လေအန်ဒီဖြူပြောက်လည်းခံစားနေရမှာပါအဲဒါကြောင့်အန်ဒီဖြူပြောက်နဲ့ဥကိုပြန်ပြီးအဆင်ပြေနေချင်လို့ပါ ဒါကတော့သူ့ပေါ်မှာပဲမူတည်တယ်လေတို့ကသူ့ဘဝအတွက်တကယ်အရေးပါတဲ့မိန်းမဆိုရင်တို့တောင်းဆိုတာတွေကိုသူလိုက်ရောမှာပေါ့ အန်ဒီပြဖြစ်စေခြင်းလိုမျိုးဥကိုတိတိတိုက်တွန်းပေးပါမယ် မင်းတိုက်တွန်းမှ तू ကလက်ခံပြီးလိုက်ရောတာမျိုးတို့မလုပ်ချင်ဘူး အန်ဒီပြရဲဥကိုကအန်ဒီတကယ်ကိုချစ်တာပါ
ပြီးတော့ကိုကိုနဲ့တမီးကတကယ်တားဖလို့မဖြစ်ဖြစ်ချင်းနေရတာအဲ့ဒီပြည့်စိတ်ထဲမှာလည်းရှင်းစိတ်ချင်ပါတယ်ပြီးတော့တမီးလည်းနောက်ဆိုတော့နေနိုင်စင်နေမှာပဲ မင်းဆိုလိုချင်တာတို့ကမရှင်းဘူးလို့ဆိုလိုချင်တာလားမရှင်းတာမဟုတ်ဘူးသူ့ရဲ့ရက်တီချက်ကိုမကြိုက်တာဒါရင်မင်းကိုရှင်းပြနေလေမင်းနားလည်မှာမဟုတ်ပါဘူးကွာအဓိကကတော့မင်းရဲ့ဥကုံနဲ့ပဲဆိုင်တယ်မင်းနဲ့မဆိုင်ဘူးမင်းကအားရနာပါတယ်ကွာပြန်တော့နော်အန်ဒီကိုတေချာပြန်ပြီးစဉ်းစားစေချင်ပါတယ်အဲ့ဒီနဲ့ဥပ္ပနဲ့လည်းတကယ်အဆင်ပြေစေချင်လို့ပါတမီးတို့ခွင့်ရှိပါဘူးနားလာရရှင်အောင်ပြန်มาပြီနော် ဟုတ်ကဲ့ပါခင်ဗျာ ဒီပြန်ပေါ်မနာချင်ဘူး သူကသူခဏတည်းရှိမှာပဲ သူစကားကုန်နေပြီဟာနေဥကိုဘက်ကပြောင်းလဲပြီးသူ့ဘက်မလိုက်နေသူစားတဲ့အကိုပဲ ဟောဘယ်နဲ့ကိုသိတယ်ရှင်ပါကြည့် ဟောခင်ဗျားလည်းဗျာဗတ်မန်ဆိုတာနောက်ကိုကြည့်ဖို့အတွက်ထားတာပဲလေနောက်ကိုကြည့်မြင်ကျွန်တော်အပြစ်ရှိလို့ ငါလည်းရှင်တီးကိုပြောတော့ငါဆွင့်နေ ဟုတ်ထုတ်ကြပါပဲဗျာဘာနောက်ဆုံးကြလို့လဲဒီလောက်ကားချင်းချင်းလေးတွေမှာပြောနေတာအကုန်ကြားနေရတာပဲဟိုဒီဘောခင်ဗျားတို့ကအဲ့ဒီအိမ်ကအမျိုးသမီးနဲ့ပြဿနာတွေပါညာရှိလို့လား ဆွတ်ဆွပြန်ပြီအဲ့ကိစ္စလည်းရှင်တီးကိုမလုပ်ပါဘူး ဟုတ်ပါဘူးဗျာကျွန်တော်ကလိုအပ်လို့ရှိရင်အကူအညီပေးချင်လို့ပေးတာပါ စားတယ်ရှင်ကရှင့်ကောင်းနောက်တစ်ခါဖန်ကားစီးနေကြတယ် ဆိုပါတော့ကျွန်တော်စီကိုဖုန်းလာခန်းဆက်လိုက်လေခင်ဗျားတို့ခေါ်တဲ့နေရာထိရောက်အောင်ကျွန်တော်လာခဲ့ပေးပါဦး ဒီမှာရှင်ဖုန်းနံပါတ်မသိရ ကျွန်တော်ဖုန်းကမှတ်ရတာပဲပါတယ်ဒီဘက်ဖတ်ထားလိုက်လေ09 8625 445ဒီပေါ့ခင်ဗျားနာမည်ကတိတိဟုတ် မကတိလေးတဲ့ ဘာကတိခင်ဗျားနာမည်လှသားပဲကျောင်းနာမည်လည်းမှတ်ထားပါဗျာကျောင်းနာမည်ကညီညီတဲ့ကဲရှင်းမရောက်ပြီခင်ဗျားတို့ဆင်းလို့ရပြီမမဘာဖြစ်လဲမတမက်စားလို့မကောင်းလားဟင်းမကောင်းလို့လားဒါမှမဟုတ်လို့ရှင်ရင်ခံနေရလား မဟုတ်ပါဘူးဟာ ဟာနေ့လေတော့အိမ်ကိုဘယ်သူလာသွားသေးလဲကောင်မလေးနှစ်ယောက်လာသွားတယ် မင်းကဘယ်လိုလုပ်သိလဲ ဟာလည်းသိတာဗောကျွန်တော်ကတတိယညလုံးရှိတယ်ဒီဘောကအဲ့ကောင်မလေးတွေကအိမ်ကိုဘာလာလောက်တာလဲ
မမဟုတ်ပါဘူးအရေးမပါ မမနော်မမကျွန်တော်မညာနဲ့နော်ကျွန်တော်မှတတိယမျက်လုံးရှိတယ်လို့ကျွန်တော်ပြောထားပြီးသားခင်အဲ့ဆိုကျွန်တော်ထပ်မိမယ်ဦးကိုဆိုတာဘာတူလဲမမတော်ညာနဲ့ကျွန်တော်သိရနော်တင်လဲပြီးတော့ဟာအဲ့ဒါငါ့စားခုတော့ပြတ်သွားပြီ မမလည်းဗျာဘာဖြစ်လို့ပြတ်သွားတာလဲရီးစားတာဆိုတာချစ်ဖို့လေပို့တိုးပြီးတော့ပို့ထပ်ပြီးတော့ချစ်ဖို့လေမမလည်းပြတ်သွားတောင်းလေကိုမကိုဒီလိုစကားပြောရတာ ကျွန်တော်မှန်တာပြောတာလေမမလည်းနေပေါင်းအဲ့ဒါဆိုလို့ရှိရင်ဒီပကတိဆိုတဲ့ကောင်းပါလေးနဲ့မမရီးစားကြီးဥကိုနေဘယ်လိုတော့တာလဲ ဦးလေးနဲ့ဒူမလို့ဘာလို့ပဲ မမစကားကြီးရလေတူကြီးဆိုလဲတူကြီးဘာမှမတုံးဆိုလဲမတုံးဘူးပေါ့တူကြီးလို့ဘာလို့ဆိုတော့ဘာကြီးလဲမမဒီလိုဟဲ့ဒီလိုအဲ့ဒီပကတိဆိုတဲ့ကောင်မလေးကဥကိုတငယ်ချင်းရဲ့ဒူမအဲ့ဒါသူတို့အားလုံးကသူမလေးတယောက်လိုပဲဝိုင်းပြီးတော့စောင့်ရှောက်နေကြတာတဲ့ငါလည်းသိတော့ကတော့အော်ကလေးလေးလိုပဲထင်တာပေါ့ကြည့်ပါအောင်ခုတော့ဘဲနဲ့ဓာကြီးရကလေးလားအော်လက်ဆက်တော့မမဥတူနေတာကိုဒီပေါင်းအဲ့ကောင်မလေးကမစီကိုဘာလာလုပ်တယ်လဲ သူ့ဦးလေးနဲ့ပြတ်မှာဆိုလို့တဲ့ငါ့ကိုလာပြီးတောင်းမှန်တာဟာဒါဆိုမမအခုကြည်အေးပြလိုက်တာပေါ့ဝေးသေးဘာဖြစ်လို့လဲလူကိုယ်တိုင်လာပြီးတောင်းမှန်တာမှမဟုတ်ပဲပြီးတော့ဒီကောင်မလေးကသူ့တူမအရင်လည်းမဟုတ်ဘူးအပြင်လူလာတောင်းမှန်တော့ငါဘာလို့လက်ခံသဘောပေါက်ပဲမမသဘောပေါက်ပါပြီနော်မမရဲ့ဥတူနေတဲ့အကြောင်းရင်းတွေအားလုံးကျွန်တော်တော်တော်သဘောပေါက်နေပြီဒါဆိုကျွန်တော်ပြောပြပါမယ်ကျွန်တော်ကအခုဒီအကြောင်းလေးတွေကိုလဲပြီးတော့အဲ့ဒါလေးကိုအကြောင်းကြားလိုက်မယ်အဲ့ဒါဥကိုကသူကိုယ်တိုင်လာပြီးတောင်းမှန်ဆိုလို့ရှိရင်မမကြည်ပေးမှာပေါ့ခလားညီနော်ညီနင်ကြားထဲမှာဝင်မရှုံနဲ့ဝင်မပါနဲ့နေပါဦးနင်ကြည့်ရအဲ့ကောင်မလေးသိနေတယ်လို့ပဲပြီးတော့လေငါတို့အကြောင်းလေးကိုနင်သိနေရလားမမရဲ့ကျွန်တော်ပြောထားပြီလေကျွန်တော်မှတတိယမျက်လုံးရှိပါတယ်လို့မမအဲ့ကောင်မလေးအဲ့လိုတော့မစွတ်ဆွဲပါနဲ့မမရဲ့အဲ့ကောင်မလေးပုံစံကိုကြည့်ရတာအရန်ဖြူစင်တာမမအဲ့လိုမျိုးကြီးပြောရလေကောင်မလေးတနာအောင်ခေါ်ကောင်လေးဟမ်ကိုအမဘက်ကတော့မပါဘူးနဲ့တော်နော်ဟုတ်တယ်ဟာဟုတ်ပါရဲ့မမလေးနောက်တော့ဆက်ပဲစားလေးပါတော့ပဲစားဘာလို့တာလဲဦးမဂုံးသွင်းတော့မယ်ဟာဟိုမတယောက်တော့ငုံဖြစ်နေတယ်ဥစားဒီညကဘီကောရှင်နဲ့ဘောလုံးမကြည့်နိုင်နေတယ်ဟုတ်လားဒီဒီခုတော့ဘာဖြစ်နေရလဲဟဲ့ငါတို့ချိန်လား6လားဖေးလားဟောက်လားနဲ့ဟုတ်တယ်နော်ဒီမှာဒီဘာမှကြည့်မနေဖြစ်နေတယ်ပြောဟုတ်လို့ဥရကပြောဥရပေးမယ်နော်ဘာလဲဆောက်ပြောနေရလဲဒီလိုအန်ဒီချူပြာရန်ကိုချော့ခံနေတယ်နော်အဲ့ဒါကိုအင်းညက်နဲ့ဦးဆိုင်နဲ့ကဦးကိုအန်ဒီချူပြာကိုချော့ဖို့အတွက်တိုက်တွန်းရမယ်လေဒီကောင်ဖြူပြာအချော့ခံနေတယ်ဆိုတာတိတိကဘယ်လိုလုပ်သိတာသိတာပေါ့ तू ပြောတဲ့စကားမှာပါပြန်တော့ပြောတဲ့စကားလည်းမပါတော့ဘယ်တော့တွေ့ရတယ်ပြောတာဟာမတွေ့ဘူးပါဘူးဟိုသူလည်းဘုံပြောတော့လေနေနဲ့မဆိုင်မနဲ့ဝင်မပါနဲ့လို့ပြောရလေအဲ့စကားအလားခါရကန်ရှင်ကိုရန်သူ့ငါချော့သေးချင်တယ်ဆိုတော့ဟုတ်တယ်လားပြီးတော့မင်းကလေးဆိုတာကိုချစ်သူယောက်ျားလေးကချော့တာကိုခံကျင်တယ်ဟာတိတိမင်းကလေးဆိုတာကိုချစ်သူယောက်ျားလေးကချော့တာခံကျင်တယ်နင်အဲ့လိုသိတယ်အေးနင်အခုကြီးသားရှိနေတာတော့ပြောတာမပြောတာဘယ်လိုဖြစ်နေကြလဲဒီနာရလဲခင်းပြီးတော့ပြကြဟဲ့အပေါ်လိုပြောမနေနဲ့နင်ကရေးသားရှိနေလားအဲ့ဒါမြန်ပြောမှန်ပြောခုအောင်မရှိနေပါဘူးတော်လေးနောက်ဆက်တော့ပြောတယ်ဟဲ့တွေ့လားမင်းဒီမှာငါတို့တစ်ပေါက်တစ်ပေါက်ရိုက်သွားတာတိတ်တော့မတော်တော့ဘူးတော့မင်းကြည့်ကြပြီးထိန်းရမယ်အဲ့ဒါလည်းမင်းလူပါပဲဒီကောင်မင်းကထိန်းဖို့ကွာအေးပါနေရာတူအားလုံးဝိုင်းပြီးထိန်းကြတာပေါ့အေးအဲ့ဒါလည်းပြီးတာပဲအဲ့ဆိုလည်းတော့ဘောလုံးတော့မင်းတော့ဖွင့်မင်းရတယ်ဖွင့်လိုက်ပါဘာဖြစ်တာကြာမင်းတော့ဖွင့်လိုက်ပါမင်းငယ်လေးမင်းတော့ဖွင့်ပါမင်းဦးလေးကလည်းကတ်တက်နေတာလေဖွင့်ပေးသွားမယ်ဟ
Hello ဘယ်လေးလားဟိုဘယ်လေးကိုပါ ဘယ်ကိုလဲ ကျွန်တော်ညီပါဘယ်လေးရဲ့ကိုနေ့ကဘယ်လေးတို့တက်ဆီငှားကြည့်တဲ့ကားဒရိုင်ဘာလေ ရှင်ကဒီဖုန်းနံပါတ်ကိုလို့ရတယ် ကိုနေ့ကဘယ်လေးတို့ကျွန်တော်ကောက်ငှားစီးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကအိမ်မပြန်သေးဘူးအဲ့ဒါဘယ်လေးတို့စောင့်ပြီးတော့ကြည့်နေတာအဲ့ဘယ်လေးကိုထားကြိုသွားတဲ့အခါဟိုကိုတို့လေတက်ကူရေးတာလမ်းကကာဖေးဘက်ဂျီယိုမှာကော်ဖီတောက်လို့ရှင်အဲ့ဒီရဆိုင်ဟိုမြန်မာစတိုင်လေဘီဘောကဆိုင်ရှင်မှာအများကြီးရထားပြုတယ်အဲ့ဒါကြောင့်မို့အဲ့ဆိုင်တွေတစ်စင်စုံစမ်းလိုက်လို့ဒီဖုန်းနံပါတ်ကိုရှာတာဟဲ့ဘယ်လိုလဲကိုမတော်ဘူးလားဟင် ရှင်ကတော့လေတော်တော်ညံ့များတယ်အဲ့ဦးမြတ်တို့ဦးဆိုင်လို့လည်းဆိုင်လေကဲပါရှင်ခုဖုန်းဆက်တဲ့ကိစ္စက ခုဖုန်းဆက်တဲ့ကိစ္စအရင်ကအရေးကြီးတဲ့အချိန်တွေဖြစ်နေပြီဘယ်လိုရဲ့ဘယ်လိုရဲ့ဦးလေးဦးကိုလေးကြံရင်မင်းဖြစ်တော့မယ် ဟယ်လိုရှင်ဘာပြောလိုက်လဲပြပြသားမ ဟုတ်တယ်ဟိုဘယ်လိုသွားတယ်ဟိုမဖြစ်ပြရဲ့အိမ်လေးယောက်ျားလေးကဟိုဝင်ထွက်နေအရန်လုံနေတာအဲ့ဒါကြားကားတော့ကြားလို့ရှိရင်သူ့နောက်ကိုတစ်ခါတည်းပါသွားလိမ့်မယ် ဒုက္ခပါပဲနောက်ကြီးစားနဲ့ပါခင်လို့ဖြစ်ပါဘူးဒီကိစ္စလက်လွတ်လို့မရဘူး အဲ့ဒါကိုပြောတာဘယ်လိုရဲ့အားကြောင့်မို့လေကိုပြောပြတယ်လားအိမ်မဖြစ်ပြရဲ့အိမ်ကိုသွားပြီးတော့နည်းနည်းမှထပ်ပြီးတော့လိုက်ပါဟိုကြီးကြီးတယ်ဟိုဘယ်ပြီးသွားမယ်ဆိုလို့ရှိရင်ကိုယ့်စီကိုဖုန်းဆက်လိုက်လေကိုလာပြီးကြိုပြီးမယ်နော် ဒါဆိုရင်တမင်းငယ်နေကြရင်ထပ်ပြီးတော့ကြိုးစားကြပေါ့ဒါပဲနော် ကောင်းပြီကောင်း ဟုတ်တယ် ဒီကနာမှာလေဘာလို့ဦးတော်နဲ့နေကြတော့ နေသားမောင်အဲ့ဒါဘယ်သူနဲ့ဖုန်းပြောနေ ဟိုယူလေ ဟိုအေးတူတော့တူပေါ့ယောက်ျားလားမိန်းမလားဆိုမေးနေတာလေ ဆောက်ကြ ဟာယောက်ျားဒါဆိုနေသားပေါ့အဲ့ဘဲကောင်ဘယ်သူလဲ ဟာဦးနဲ့ကလည်းတောက်တီးတောက်တဲ့ ဟာမလီဒီလိုနာမည်မျိုးနဲ့ကောင်များရီးစားသားလို့ငါတစ်ခါမှတော့မကြောက်ဘူးမလီ တောက်တီးတောက်တဲ့ဆိုတာရီးစားနာမည်မဟုတ်ဘူးရီးစားမရှိဘူးလို့ပြောတာဦးစားကလည်းပြောလိုက်တလွဲတွေပဲ နေသားမောင်ဒီစားမရှိဘူးဆိုတော့အဲ့ဒါဖားတယ် ကျောင်းကတငယ်ချင်းပြီးတော့ तू ကယောက်ျားစစ်စစ်မဟုတ်ဘူး ဟမ် အဲ့ဆိုဘာတော့ ဘောဗျာ ဟုတ်တယ်ဟုတ်တယ်ဘောလို့လဲဘောလို့ ဘာလဲဘောဗျာ နောက်ကရှာကိုပြောတာလေ ဩ ရောက်ရှာဘောဗျာလို့ခေါ်တယ်ပေါ့ အားကြောင့်ဦးတို့စိတ်မပူကြနဲ့တော့နော် ဟာမပူလို့ရမလားနေနဲ့ပတ်သက်လို့ရှိရင်ငါတို့ကအစအရာရာပူရတယ် ဟုတ်တယ် တိတိအတွက်ပူရမှာမဟုတ်ဘူးပူရမှာဦးတို့အတွက်ဦးတို့ပူရမှာခုချိန်ဒီမိန်းမမရတဲ့လူပြိုတို့ရဲ့ဒီဘာသာရင်ချိုးကြလို့လားဦးတို့တော့ကိုတယောက်တည်းကျွေးမင်းချက်ပြုတ်ကြရအောင်ပင်တိုင်းနေဟောကျိုးလာတော့ ဟာဟိုမလေးသူကများပြောရတယ်ကြီးသေးတယ်ပြီးဖို့ကြောင့်လည်းလက်ညှိုးတော့ပြီးရောက်ကချက်တော့ငါတို့ပဲချက်ရတာလေ တက်တက်အဲ့ဒါထမေဘူးရှာလွဲလို့တော့လားသူ့ဘက်ကိုမြားဦးလဲပါဆိုလို့တို့ဘက်ကိုမြားဦးလဲသွားတာပေါ့ ဟုတ်ပြီဟဲ့သူ့ဒီတိုင်းလောက်ထားလို့မရဘူးဒီကောင်မလေးမလွယ်ဘူးတော့ငါတို့သိချစောင့်ကြည့်လာဖြစ်တယ် ဟုတ်တယ် သမီးကမျက်နှာပေါင်းတယ်ပါလေသူ့စနေလုံးမှာဆိုအရန်ကြာမှာဦးကိုလိုက်ပဲဆောင်လာတတင်းရမှာမုံဆိုင်နဲ့ဆောင်လာ ဟိုလေးသွားပါလှုပ်ရှားရှိကြတာလို့နော်အစင်ပြေသလိုကလို့အခုဒီနားမှာပဲထိုင်ဆောင်နော် အဲ့ဆိုဦးကိုဒီမှာပဲထိုင်ဆောင်တော့ အေးပါအေးပါအေး သမီး ပါ တို့ပြီးတော့ပြန်ဆန်းလာမတွေ့တော့မှာဆို ဒီကောင်းပါပြီသွားပါသွားဒီနေ့ပြန်လာကြအေး တိတိတို့လာတော့ကလေကျွန်တော်အထက်ထက်ကနေပြီးတော့ချောင်းပြီးကြည့်နေတာတိတိကိုဒီနေ့လာပွေးသူကအဲ့ဒါဘာလုပ်လဲ ဟိုရှင်းလေအဲ့ဒါဦးကိုလေ ဥက္ကုဆိုတာလားတိတိတို့ကြည့်ရတာဗျာမြို့ဝက်တဲကိုရုပ်ရှင်ဇာတ်ကားတစ်ခါကိုကြည့်နေရတယ်လို့ပဲ ကဲပါကိုလေးကိုနေကျော်ရှင်မြန်ပါလေမောင်းမတာမြန်မောင်းမှာအချင်းမရရဲစားတယ် ဟုတ်ကဲ့ ဒါနဲ့လေဒီရက်ပိုင်းအန်နီကျူပြအိမ်ဝင်ထွက်နေတဲ့လူက
ဒီနှစ်ပတ်တော့နှစ်ခါလောက်ဝင်ထွက်ပြီးသွားပြီလေ ဟာဝင်တာထွက်တာကတော့အကျဉ်းချင်းအခါခါပဲတိတိရီးတော့မရနိုင်ဘူးဒီချက်ပိုင်းထွက်မှာဆိုလို့ရှိရင်လေအကျဉ်းကြီးတော့ကပို့ပြီးတော့စိတ်လာသေးတယ်အဲ့မပြဿနာပဲဥပကလက်မရနဲ့တန်ရဖြစ်တော့မှာပဲကျွန်တော်စိတ်အထင်ပြောရမယ်ဆိုရင်တော့မဖြူပြနေရက်နှစ်ကောင်များတကယ်တည်းဖမ်းနေတယ်လားမသိဘူးဗျဟုတ်လားမကျူပြဘဲအိမ်မှာငါတော့ဖမ်းနေရလေဟာခမရလေဗျာအိမ်ထဲမှာငါတော့ဖတ်တာတော့ဟုတ်ပါမလားဥကိုလည်းလက်မလို့ဟိုဘက်ကယောက်ျားတယောက်ကိုလည်းလက်မလို့အဲ့လိုနှစ်ယောက်စလုံးကိုလက်မလို့နိုင်တာကိုပြောနေတာခမရလေရှင်းရလေအဲ့လိုအောင်ပြောပါနဲ့အန်တီပြအဲ့လိုမလုပ်ပါဘူးပြီးတော့ဥကိုလည်းတကယ်ချစ်တဲ့ပုံမှာရှင်မိန်းမတွေကိုချင်းသိပြီးလို့ရှောက်ပြောနေပါနဲ့ပြီးတော့မိန်းမတွေကချစ်လာလို့ရှင်ယောက်ျားတွေကပေါ်ပြီးအောင်တတိရှိတယ်အဲ့တော့ကျွန်တော်လည်းမသိနိုင်ဘူးလေဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်ရေးစားမှမထားဘူးသေးတာကြော်ညာဝင်နေတယ်ကဲပါမောင်းပါမောင်းဟုတ်ကဲ့ခဏလေးအများဆုံးရောက်စီရမှာနော်တကယ်ဘာကြောင့်မှမထူးပဲနဲ့ခွင့်ပြုလာရတာစိတ်မညစ်ဘူးစိတ်ညစ်ပါဘူးဘယ်လိုလဲဆိုတော့အန်တီပြနဲ့ဥကိုနဲ့တကယ်ပြန်ပြီးဆင်ပြေစေချင်တော့ပါထိုးနဲ့တွေ့တာမြင်ဒီစကားတွေပဲပြောနေတယ်ဟုတ်ပါတယ်ဒါမဲ့အခုလာတာအန်တီပြအောင်မေးစရာလေးလည်းရှိတယ်ပါဘာမင်းလို့လဲနေဟုတ်လေခုရပိုင်းအန်တီပြအိမ်ကိုလူတယောက်ဝင်ထွက်လုပ်နေတယ်အဲ့လူကလည်းအန်တီပြကိုကြိုက်နေတယ်အန်တီပြကလည်းပြန်လက်ခံတော့မယ်ဆိုတာဟုတ်လားဟာဒိတ်တယ်မရှိတာအဲ့ဒါပြောလေဒါဆိုမဟုတ်ဘူးမဟုတ်ဘူးတို့အဲ့လိုသိခါမယ်တဲ့အလုပ်မျိုးလေဘယ်တော့မှမလုပ်ဘူးတော်သေးတာပေါ့အဲ့ကိစ္စလာတကယ်ဟုတ်လို့ရှိရင်လေဥကိုကျန်းရေးဖြစ်မှာအန်တီပြရဲဥကိုပြင်ထားပါနဲ့တော့နော်ပြန်ချက်လိုက်ပါဒီမှာမင်းတို့မင်းကိုတို့သဘောထပ်ပြောလိုက်မယ်တို့ကမျက်နှာများတဲ့လူတော့မဟုတ်ဘူးမင်းရဲ့ဥကိုနဲ့တို့နဲ့ကိစ္စမှာမင်းကြားဝင်ပေးနေလို့လေအဖို့ပဲအဓိကကတော့မင်းရဲ့ဥကိုပဲတီတီမင်းကိုကိုတမင်ချောလာအဲ့ဒါဘာသဘောလဲငါလည်းအဲ့ဒါပဲစဉ်းစားနေတာပြီးတော့မင်းရဲ့ဥကိုနဲ့အဲ့ဒီပြပြပဲကိစ္စအောင်သူဘာလို့သိစားသိနေရအေးနော်နင်ပြောရဟုတ်ဟာရှုပ်စဉ်းစားနေနေတော့သူ့ပြောင်းလာမေးလိုက်တော့ဟုတ်ပြီးလာကြပြီလားဒီနေ့ညံသားပဲနော်ကဲကောက်ဝတ်တဲ့လိုက်ဖို့ပြင်မယ်ရှင့်ကားပေါ့မတက်နိုင်သေးဘူးရှင့်ဒီမှာမေးကြရှင့်ဘူးလေဟာဦးဆောင်တော့လုံးနေလေရှင့်တို့လည်းလို့မေးနေမမှန်ဖြစ်ကျွန်တော်ညီညီလေးဟုတ်ပြောနေမှာမဟုတ်ဘူးလေတိတိကိုခုပဲအန်တီပြပြောလိုက်တယ်သူ့ရင်ဘယ်ယောက်ျားမှအဝန်ထမရှိပါဘူးတဲ့တယောက်ကတိုးထောင်လုပ်လိုက်တာတဲ့ရှင်မတော့တိုးထောင်လုပ်တာလေရှင့်ဘူးလေအိုးကျွန်တော်အဲ့ကိစ္စကိုကျွန်တော်တေချာလေးရှင်းပြရမယ်ဆိုလို့ရှိရင် तू ကဒီအဖြစ်ပြက်ကဇလန်းကရှင်မမဝတ်လက်ကြောင့်မလေးလုံးနေနေအောင်ရှင့်ကလည်းဒီမှာအယုံကြည်ရှိတော့ရှင့်ကလည်းနှောင်းရှိတော့ကိုယ့်ကိုယ်ပဲခြားကနှားရှိတော့နေပေါ့ဒီခဏလေးနေပါဦးကျွန်တော်လေဘာမှလည်းဝတ်လက်ကြောင့်မတည်းမလုပ်တော့ပါဘူးအမှန်တိုင်းရှင်းပြပါမယ်နော်တကယ်ကြောက်လေမမဖြူပြရဲ့ပေါင်အရင်ပါဟုတ်ပါတယ်မမဖြူပြားကလေကျွန်တော်ရဲ့အမအရင်ပါအဲ့ဒါကြောင့်မလို့လေကျွန်တော်ကမမဖြူပြားကိုအေးအောက်ပြီးဖိထားလို့ဒီဟာတိတိအကြောင်းရောတိတိရဲ့ဥကိုအကြောင်းရောကျွန်တော်သိနေတာပါဒါနဲ့ဗျာရှင်းဘာလို့တက်ဆီဖိုင်ပါဟန်ဆောင်နေရလဲကျွန်တော်ဟန်ဆောင်တာမဟုတ်ပါဘူးကျွန်တော်ကလေတကယ်တမောသားပါကျွန်တော်ဒီကိုပြန်ရောက်ပြီးတော့ဘာမှလုပ်စရာအလုံးမရှိရနဲ့လေတင်ငယ်ချင်းတွေကကားရောင်းဝယ်လုံးတဲ့အခုဒီတက်စီလို့လည်းဝယ်ထားတယ်အဲ့ဒါမြက်မာတယ်ဆိုတာနဲ့ကျွန်တော်ကဝယ်ထားလိုက်တာပြီးတော့လေကျွန်တော်ကကောင်းကောင်းသမားဟန်ဆောင်တာလည်းမဟုတ်ဘူးကျွန်တော်ရေဝယ်တောက်တာလေအဲ့တိတိတော့လာပြီးတော့ကားကိုအတင်းငှားလိုက်တဲ့အခါကျတော့
ကျွန်တော်ကအရေးကြီးရထင်ပြီးတော့အားနာပြီးတော့လိုက်ဖို့ပြီးဖြစ်တာပါအဲ့လိုပါ ဒါဆိုရှင်ချောင်းညကိုလိမ့်ခေါ် ဟုတ်ပါအော်ကျွန်တော်ကလေအဲ့လိုလိမ်ပြီးခေါ်ရတယ်ဆိုတော့တိတိရဲ့မျက်နှာလေးကိုမြင်မြင်လို့ပါ ရှင်နော် ဟောပြောပြပြီရှင်တော်ဆိုတာကိုရီးယားကားတွေကနတ်ဆရာမလေးတိတိအဲ့ဆိုလို့ရှိရင်ကျော်နဲ့တိတိနဲ့အပေးယူလေးတခုတော့လုပ်အောင်လေတိတိကလည်းတိတိရဲ့ဥကိုဒီကိစ္စတွေတေချာရှင်းပြလိုက်ကျွန်တော်ကလည်းမမဖြစ်ပြောတေချာရှင်းပြလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူတို့မြောက်အချင်းချင်းနားလည်မှုရသွားမှာပါအခုလိုမျိုးပြောရဲဆိုတာကျွန်တော်ဘက်ကနေပြီးတော့အများကြီးအနှစ်နာခံပြီးတော့လှုပ်ပေးရမှာနော်ဘာဖြစ်လို့အဲ့လိုလှုပ်ပေးလဲသိလား ဘာလို့လဲ ကျွန်တော်တိတိစီကပြန်လို့ချင်တာလေးရှိလို့ ရှင်တိစီကဘာလို့ချင်တာလဲ တိတိစီကခင်မင်းမမ ဟာအဲ့ကြံဆိုမောင်လည်းနမလည်းမဟုတ်ပဲနဲ့ဦးလေးလည်းအမလည်း ဟာနေ့စကားရလဲဘလို့ကြီးလဲ ဟုတ်သားပဲတိတိရဲ့သူဖက်လည်းမမားပါဘူးမှတ်ပါလေကဲပါအဲ့ထားလိုက်ပါတော့ပြန်တော့လေကျွန်တော်ကားနဲ့ပဲပြန်လိုက်ပါနော်တောင်းမှမှာတိတိရဲ့တကယ်ကိုအနှုံညွတ်တောင်းမှမှာနော် အဲ့သွားလိုက်ပါဟာညာ လာပါတိတိရဲ့လာပါနော်လာပါလိမ့်ပါပါ ဒီတော့ ဟောကြားတာဒီသားပါဦးတယောက်ကမျက်နှာပေါင်းတင်မယ်တဲ့တယောက်ကသပင်ပြင်မယ်တဲ့ထွက်လာလည်းဒီတိုင်းပါပဲလားဟမ် အော်ဒီတော့လေပေါင်းနေတာဆေးရနဲ့တင်ရလေဆေးရဆေးချခဲ့တယ်အဲ့ဒါမျိုးပဲ မင်းတို့ကတော့သူ့အမေဖြစ်နေကြတာဘာဖြစ် ဟဲ့ငါမေးတော့အမှန်တိုင်းပြင်တော့မတီတီကိုဒီနေ့စူပါမားကတ်လိုက်ပို့တာမတေချာစောင့်ကြည့်ရတာအဲ့ဒါအမှန်တိုင်းပြော သေချာစောက်ပါလေကွာနာနာနဲ့သူနဲ့သပင်လောက်တာကြာမယ်ဆိုလို့ငါကားထဲမှာအကြာကြီးထိုင်ဆောင်နေလေငါတဲ့ဒီကောင်လည်းမျိုးလေးကိုပစ္စည်းသွားပို့တော့တက်စီကားပေါ်မှာနန္ဒဟုတ်တွေ့တယ်နန္ဒဘေးမှာမိမတယောက်ကွာအဲ့ဒါတိတိပဲဖြစ်ရတယ်မဖြစ်နိုင်တာကွာငါကိုယ်တိုင်သူတို့စူပါမားကတ်ထဲထွက်လာတော့စောင့်ပြီးခေါ်လာတာဟမ်သူတို့ဒူမားလာနေမှာပါ ဟဲ့မဟုတ်တော့ဘူးနော်ဟဲ့ငါတို့ကားအထက်မှာတေချာကိုတွေ့လိုက်တာ တက်ဆိုလည်းတိတိကိုလည်းသွားမေးကြည့်လို့ကွာဟာတိတိကိုမေးလို့ရလားဟိုကသူ့ကိုမတင်တာပဲနဲ့စစ်လားလုပ်တယ်ဆိုပြီးစိတ်ကောက်နေဘယ်လိုလုပ်လဲသူစိတ်ကောက်ရင်ချော့ခတ်တယ်တော့လွယ်တာမဟုတ်ဘူး ဟဲ့အဲ့ဒါဆိုရင်တီတီဟိုတနေ့ကဖုန်းပြောတယ်ရောက်ချာလေးနဲ့ကြိုက်နေရလားမသိရောက်ကရှာနဲ့ကြိုက်စီရလားကွာရောက်ကရှာဘာမှသုံးစားလို့မရတာအဲ့ကောင်က ဘာလေးသုံးစားလို့မရဘူးဆို ဟောသုံးစားလို့မရဘူးဆိုကွာသူတို့အချင်းချင်းသုံးစားလို့မရဘူးလို့ပြောတာကွာမင်းက သူတို့အချင်းချင်းသုံးစားလို့မရတော့ဘာဘူး ဟောမင်းကလည်းဘာသုံးသွေးတာကတူချစမ်းပါတော့ကွာဟာလေမင်းတို့ကတိတိကိုမတင်တာဖြစ်နေ ဟုတ်တယ်ကွာမတင်ကဖြစ်เสียဟိုတနေ့ကလည်းဖုန်းပြောတာငါတို့နှစ်ယောက်တေချာနားထောင်လိုက်နောက်ဤသားနောက်ကိုလည်းလုံးဝအပါမခံနိုင်ဘူးလေအဲ့တိုင်းပြောနေတာကြားတယ်အဲ့ဒါရှော့ရှိရဲ့တော့ရောက် အဲ့ဒါဆိုတော့တိတိကိုစောင့်ကြည့်မှဖြစ်တော့ဟုတ်သူလာတဲ့ဘက်တင်တန်းသွားလို့ရှိရင်တို့၃ယောက်လုံးလိုက်စောင့်လို့လေ ကဲတော့ဒီကဲမမိုးကိုရီးယားကားနဲ့အပြောင်းပြီးလိုက် မပြောင်းပါနဲ့ဘောလုံးကတတော့ကောင်းနေတော့ဆိုဘာလို့ပြောင်းပေးပါလဲ ငါကြည့်နေတော့စာရုပ်ကိုကိုရ ဟာဒီအပြားလေးကြီးရ ကဲမင်းတို့လည်းအရင်ညှိတယ်ပြီးပြောင်းပေးမယ်ကွာ ဒီမှာ ကြည့်ပြီးရှော့ပဲ အကြီးတော့တယ်ငါ့ကူပါကဲမိကြတော့မဟုတ်ဘူးမင်းတို့ပုံကြီးတယ်ဘာအဖြစ်နေကြဟိုသူ့အလိုလိုက်တာတွေများနေပြီဒီညတော့ဘောလုံးပွဲလေးကြည့်နေတယ်လို့ပြောတာအဲ့ဒါကိုပေးမကြည့်ဘူးဖြစ်တယ် သူဒီလေကိုရီးယားကကြည့်နေတာကွာဘောလုံးဝိုင်းရွေးကြည့်မယ်လို့ပြောရတယ် ကဲမင်းရလေကွာလူကြီးဖြစ်နေပြီကလေးနဲ့ပြိုင်လို့နေရလားသူကကိုရီးယားကကြည့်နေတယ်ကိုရီးယားကပြလိုက်ပေါ့ကွာမင်းရှုံးပြီးစမ်းပါကလေးနဲ့ထွက် အေးအဲ့ဒါကြောင့်မင်းကတော့အစိုးရသူ့ကိုရီးယားကပြလိုက်ဆိုမင်းကရှော့မပေးဘူး ကဲဟုတ်ပါပြီပြလိုက်တော့ ပြပြီအမေရ ကဲတိတိကြည့်နော်ကိုကိုဝိုင်းကြည့်ကြည့်ဆိုရီးယားကငါတစ်ဖက်တော့ပဲသားတော့တိတိကိုရီးယားကကြည့်မယ်နော်ဒါပဲတော့ ကိုရီးယားကရလေအဆက်ဆက်ရှိတော့ပါဘူးဘာသာလဲနေမှမသိတော့ဦးပဲတစ်ချက်လာပြတ်တယ်နော်ဒီမှာလာနေလိုက် โอเคဒီကလေးမတော့အမျိုးမျိုးကြလဲတက်နိုင်တယ်အားကောင်းတယ်ဘောလုံးပဲပြန်လာအဲ့ဘောလုံးပဲကြည့်အဲ့ဘောပဲကြည့်နေမင်းတို့ဟာတော့
လို့ဘာဖြစ်လို့လဲ မထူးအော်ထူးလေဟိုထူးတာကအရန်ကိုထူးနေပြီ ဘာဖြစ်လာလဲအန်ကျူပြယောက်ျားကလည်းပြောရလို့လား မိုင်းပါဘူးပကလေးရဲ့ဟိုကျွန်တော်လေတီတီကိုအရန်နေတတိယပြီးတော့ဘလို့မှနေလို့ထိုင်လို့မရတော့အောင်ဖြစ်နေပြီလို့ပြောတာဟိုအဲ့ဟာအချင်းနေထူတာပေါ့နော် ရှင်ကလည်းတိတိရဲ့ဦးလေးကတိတိကိုအမြဲစောင့်ကြည့်နေတာဒီမျိုးထင်သွားရင်မကောင်း အော်ဖြစ်ပါစီပေါ့ထီယုံမကောက်တိသွားလို့ချင်းပူတော်ကောင်းသေးတယ်ဒီမှာသူတို့ဘက်ကတူမနော်ကိုဘက်ကနေပြီးတော့အမတယောက်ချင်းလေးရမယ့်ကိစ္စပဲဘာဖြစ်လဲဘူးမှမနာပါဘူး အဲ့စကားဘာသိပဲကြီးလဲရှင်နော် ဟောပြောရမီအဲ့ရှင်တော်ဆိုတာကိုရီးယားကားရအတိုင်းပဲမဆိုခရီးမှတ်မိသေးဘူးလားဟမ် 呀，没对不对？啊，真的你哪个面？哎你，啊，要不下手也搞不了。没有我有么么的，标么么的，俺都冇他抓下来了说，没了。哎呀，为啥嘛瓜？哎呀，没俺都妈的手脚在拿不了那种，哎呀，少块我看见没？比我们砖都要撩过来，没拿来的。好呗，对嘛？没地他不嘞，俺都恐怕被人家到里面进来了，对里面，俺都没有把路捡了，哎，没有俺对，一个手表了，哎呀，别了嘛，没弄个表，别了。到底讲什么？呀，没地方哪个他生了我，你那妈的对，干呀！哎呀，ဆိုင်လိုက်ကြတာဟဲ့စကလုံးတွေလည်းရင်းသီးလိုက်ကြတာဟာဘာဖြစ်လို့လဲဒီတော့တောင်ရိုင်းနေကြလည်းမသိဘူးဟမ်ဖေနေကြီးစတော့တော်တော်စိတ်သက်တင်းသိတဲ့ဟာကြီးရိုင်းဆိုင်နေ ဦးတော်လည်းမမိုက်ဘူးကွာ 好，你怎么没买家的？我买家的，你咋爱搞不溜的？ ခုနပြောမကြောက်လားညီညီလေး 哎，你做的讲的没办法，把老家的说表的。哈，哎，都没把人把路来扒开，那么丢出来，爱搞把路来扒开了，表了。丢哈，不要理，你马路拽的，啊？ ဘဘလို့လို့လဲတက်တက်ကြီးပြောနေခါယူ 不要理，对吧？没有啊，这考那个表没？哎，要在下头那个人，那不懂我们说什么呢？咋了？好的。 စိတ်ချဒီရလဲဖေရမဆန်လည်းမဆက်ဆံဘူးအခုညီညီဆိုတာလဲယောက်ျားစစ်စစ် 哎，哎呀，过年的说要家吃谁的？大多多要家那边是三个外婆。ဒုက္ခပါပဲနေ့ဦးရတယ်သင်္ကန်းချင်လိုက်ဆောင်ရမယ် ထောင်းပါလေအခုကတင်ရကုန်မှာလို့ပါမှာသူတို့ကပေါ်ပန်လို့ဆိုတော့အချိန်ရတယ်ဟာ စံပါပဲဟဲ့ဒီခါနေတိုင်းကိုလိုက်နေတာပဲဟဲ့အဲ့ဒါချင်းချင်းပဲခုနေ့ကားကိုဆိုတော့ရှိပါမယ်အဲ့ဒီလိုလုပ် ဘာလို့မှမသိတော့ပါဘူးဟာကိုရကိုကမှမရှိဘူးတော့အားခုစပါလို့ရှိရင်အဆိုင်နာနဲ့အရင်တွေ့ပါအားလည်းကတော့ဦးလေးနဲ့တွေ့လို့ရှိရင်ကိုရမလို့ဆိုတာပါအားစပါတယ် တကယ်哦，我弟弟，ဘာဖြစ်တာလဲ弟弟 ဘယ်လိုဖြစ်ရမှာလဲဦးဆိုင် တန်းချင်းလေးစိတ်ဟာ ဘယ်ကတန်းချင်လေးကြရမှာလဲမနေ့ကနန်းတော့ချက်ရတယ်ဆိုတော့ဦးဆိုင်လေအခုရောက်နေတယ် ဘာဖြစ်လဲ弟弟ကတော့သူချောင်းနေရတယ်ကိုတို့ကိုမြင်ရသေးတာပါမဟုတ်လားဟိုစကားလေးခဏပြောချင်တော့ပါ弟弟နော် 哎呀，没搞的，哎，你俩别搞，别录了，这个知道妮妮吧？啊，妮妮，他俩我
ငတိကိုဖုံးဆက်နေငတိရဲ့ကြီးစားပေါ့ အော်ကြီးစားမဟုတ်ပါဘူးကြီးစားမဟုတ်ပါဘူးဟိုကျွန်တော်ကတမက်ကတည်ကြတာပါ तू ကလည်းကျွန်တော်ဘာမှမတုံ့ပြန်သေးပါဘူးဟာ အော်မင်းမမရဲ့နားလိုက်တာဖြည်းဖြည်းတော့ပါမမဖြည်းဖြည်းတော့ပါ ဟာငါကြတော့ဖြစ်ဖြစ်လို့ပါခေါ်လူကြီးထော်တော့ငါပြင်တော့ငင်ခံလာပြီးတော့ဒီလူတွေကလည်းလွန်ကိုလွန်လွန်းနေ ဟောမမရဲ့ဒီလူတွေလို့မပြောပါနဲ့အဲ့လူတွေထဲမှာလေမမရဲ့လူဥကိုမပါဘူးဒါပေမဲ့လေကျွန်တော်လက်သေးနဲ့ထိုးရတဲ့လူတွေကတော့တော်ဒေါသကြီးပုံကြတယ်မမရဲ့ပြီးတော့လေအဲ့လူကြီးယောက်ျားတံမနဲ့ဖင်ရလဲအကြီးပဲဖင်ကြီးတဲ့တော့ဒေါသကြီးရဆိုအဲ့လူမျိုးကိုပြောတာဖြစ်မယ်ဟာဒါပေမဲ့လေတစ်ဖက်ကပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့တိတိလေးကိုဒီလောက်ထိအသေးအတန်ကာကွယ်ပေးနေကြတာဟဲ့ကြီးစုံနေအောင်မယ်မမရဲ့တိလားဟင်းဗျာ နေအကောင်မလေးကိုတကယ်ကြိုးစားရတာ မမလည်းတကယ်ကြိုးတော့လို့ပြောနေအောင် နေရလဲဟဲ့ကြိုက်เสียရရှာလို့ဒီလောက်ဘလူးသေးရဲတွေစောင့်ကြက်နေတဲ့ဂျားတွေကဟောင်းများကြွရတယ်လို့ဟာ မမလည်းဘလူးသေးရဲလို့မပြောပါနဲ့မမရဲ့ဥက္ကူကတော့လေဘလူးသေးရဲမဟုတ်ဘူးမင်းသားကြီးမင်းသားကြီးပြီးတော့လေမမောက်လာပြီးတော့တောင်းပန်နေရတယ်တိတိလေးလေးတနာပါတယ်မမဥက္ကူကိုလေမြန်မြန်လေးနားလေးပြီးဖွင့်လို့ပေးလိုက်ပါ နေရလေနေကောင်မလေးကိုမျက်နှာလိုမျက်နှာရလှုပ်ချင်တာနဲ့အမောက်ထိုးကျွေးမလို့ပေါ့လေဟုတ်လား မမစကားရတယ်ဘာစကားကြီးလဲဘာကြီးလျှောက်ပြောရမဟုတ်ပါဘူးကျွန်တော်နဲ့တိတိနဲ့တက်တက်မမနဲ့ဥက္ကူနဲ့တက်တက်ဘာမှမဆိုင်ဘူးဟာကျွန်တော်မမောက်စေနာနဲ့ပြောနေတာနော်တော်ကြမှာငါးမတယောက်ငါးကြီးလွတ်သွားပြီးအပြိုကြီးဖြစ်နေမှာဆိုလို့တတိပေးနေရ ဒီကောင်လေးဘာရောက်ပြောနေရလဲ ကျွန်တော်ကလည်းကားစားတာမမတိတိကိုမဘလို့မြင်လဲဟမ် သူနဲ့စကားပြောကြည့်တာတော့တကယ်ကိုရိုးရိုးသားသားလေးပါပဲမမလည်းသူ့ကိုချစ်မိပါလေ မတကယ်ပြောရတော့ဟာဒါဆိုလို့ရှိရင်ကျွန်တော်နဲ့တိတိနဲ့တမီစားဖြစ်သွားမှာဆိုရင်မမသဘောတူတာပေါ့ဟာအဲ့ဒါဆိုရင်တော့မစိုးဘူးမမရဲ့ကျွန်တော်ကမမကိုပေးလိုက်ရမယ်ဆိုပေမဲ့တိတိကိုသာကျွန်တော်ပြန်ရမယ်ဆိုလို့ရှိရင်တစ်ဖက်တစ်ကိုးစီနဲ့တည်ရပဲ ဒီကောင်လေးလေအောက်တက်ကြီးကတော်တော်ပြော အမလေးမမသိပါဘူးအော်နားရဲမမရဲ့လာဟိုပြီးလို့မမရဲ့မပြီးပတ်ပြီးဥက္ကဋ္ဌရောက်နေရလားအေးအဆောင်မရှိကြဘူး ဒီကောင်လေး site တစ်ခုကိုဝါဟိုမှာ project တစ်ခုတွားရရှိတယ်ဆိုတော့ငါ့ကိုဆောင်းလောက်ထားခဲ့တာဒီကောင်မင်းဘာကိစ္စ ကျွန်တော်မိတ်ဆွေကအေးတစ်ဆောက်တာပြီးဘောပစ္စည်းတွေဆိုလို့ဒီလက်ပုတ်ပေးတာသူ့နာမည်ကညီညီတဲ့တမောလားလေညီညီဒါကတော့ဒီဆိုင်ပါရှင်ဦးဆိုင်တို့ရဲ့ညီကိုဥက္ကိုမောင်းတဲ့ဥက္ကိုကျွန်တော်စိုက်ကိစ္စလေးရှိပြန်လိုက်အောင်မယ်ညီညီပြီးတဲ့ညကဥက္ကိုပြလိုက်နော် အေးပါကွာရကျေးဇူးပါတော့ရအေး ဟဲ့မင်းနာမည်ညီညီဟုတ်လား ဟုတ်ပါတယ်ဥက္ကို အဲ့ဒါဆိုရင်ဘဂရီရဲ့မိတ်ဆွေဆိုတာ ဟုတ်ပါတယ်ကျွန်တော်အဲ့ဒီညီညီပါပဲအိုးခဏလေးဥက္ကိုကျွန်တော်ပြီးတော့လေကိုဥက္ကိုထပ်ပြီးတော့မိတ်ဆက်ပေးပြစီဦးကျွန်တော်ကမမဖြူပြရမောင်အရင်မှာဟုတ်တယ်ဥက္ကိုမမဖြူပြကျွန်တော်ရဲ့အမအရင်ဟိုပြီးတော့ကျွန်တော်တမောသားပါအခုတမောကခထပြန်ဆင်းလာတာဥက္ကိုက မင်းကငါ့ကိုသိနေတယ်ဗော သိတာပေါ့ဥက္ကိုရဲ့နာမည်ကိုပဂရီစီကနေပြီးတော့ကျွန်တော်ပထမဆုံးအချိန်စပြီးကြားဘူးတယ်ပြီးတော့မမဖြူပြနေတစင်တိတိကျကျထက်သိတယ်လူကိုယ်တိုင်မြင်ဘူးတာကတော့ဟိုတော့ဥက္ကိုပဂရီကိုစူပါမားကတ်လိုက်ပို့တယ်လေအဲ့တုန်းကတော့ကျွန်တော်အထက်ကနေချောင်းကြည့်ရင်လည်းဥက္ကိုမြင်မှုလိုက်တယ် ဘဂရီနဲ့မင်းကဘယ်လိုခင်ကြ အဲ့ဒါဒီလိုဥက္ကိုပဂရီကဥက္ကိုလိုမသိအောင်ဆိုပြီးတော့မမဖြူပြကိုသွားပြီးတောင်းပန်တယ်အဲ့တုန်းကကျွန်တော်နဲ့သူနဲ့သိသွားတာ ဘဂရီကဖြူပြကိုသွားတောင်းပန်တယ် ဟုတ်တယ်ဥက္ကိုနဲ့မမဖြူပြကိုမပြတ်စေချင်လို့တဲ့သူကချောင်းဝင်ပြီးတော့တောင်းပန်ပေးတာဥက္ကိုဟိုပြီးတော့လေပဂရီနဲ့ကျွန်တော်နဲ့ကအခုချိန်ဒီမိတ်ဆွေတွေပါပဲဟိုဥက္ကို
ပကီတို့တော့အထင်မလွတ်လိုက်ပါနဲ့နော် အေးပါကွာအေးပါကဲမင်းတို့ကျင်တဲ့ပစ္စည်းလည်းကြည့်လိုက် ကိုတကယ်တောင်းမှမှာလေကွာပြပြန်လဲဝေးပြီးကိုဘလုံးနဲ့နေလို့မရဘူး ရှင်နေရတကယ်ပါလို့တောင်းမှန်တာလားပကတိကတောင်းမှန်ခိုင်းတယ် ကိုရင်လည်းတကယ်ကိုလှည့်လှည့်လေးတောင်းမှန်တာပါပြပြန်လဲကိုကိုချစ်လို့တောင်းမှန်တူလို့ဆိုကိုသိပါ ဘသူကဘသူ့အတဝင်တူနေလို့လေသူပြားတဝင်တူနေလို့သူကပြော ဒီညီကပြောတာ ဟမ်ညီညီဟဲ့ကြည့်စမ်းကောင်စောက်လေးအမတိတ်ခါကိုချရစမ်းအင်္ဂလိပ်ရှင်ဖြစ်ပြီးတော့နည်းနည်းလေးမှအပ်တယ် ကဲပါပြပြရဲ့ညီညီကလည်းအဲ့တင်မခံဘူးပြပြလည်းအဲ့တင်ခံလို့ကိုတို့အရှင်ရတော့ချစ်ကြနော် ပကတိတို့ကိစ္စကို ကိုလည်းပကတိနဲ့ညီညီလို့ဘာတူတာ အမောင်လို့ကျွန်တော်ရှောက်ဖလောင်းလက်ထဲဒီမောင်ထိုးအပ်တာတူနေမှာ အဲ့လိုလည်းမဟုတ်ပါဘူးကွာသူတို့တွေရဲ့အခြေခံဖြေကိုရှင်းလို့ပါ အလေဒီနေ့ရာဒီဦးဆိုတိတ်တာရနေပါလားတောင်းလေလေဒီလိုမျိုးတက်တက်လုံးတာနာမှာဆိုဆူတောင်းပေးလိုက်တယ်နော် စိတ်ချသစ္စာကြီးနောက်ကျရင်ဘယ်တော့မှယာတီဦးတို့မစိုးဝါးစေရဘူး အဲဟုတ်ပါရဲ့ပါ အခုမှသွားဆုံးတာ အားလုံးကတော့ပွဲသားမဟုတ်တော့ငါဖျဲပြမယ် မင်းတို့ကလည်းကွာဝမ်းသာစရာသတင်းကောင်းပြောပြလို့ပါကွာ ဘာသတင်းကောင်းလဲဖြူပြယောက်ျားယူတော့မယ်တဲ့လား ဟုတ်တယ် ဟမ်မင်းနဲ့ပြပြန်နဲ့ပြန်ပြီးအစီအပြေတာလေ ဒါဘောကွာဖုဆိုင်တိတိကိုထင်လွဲနေတာကွာတိတိနဲ့ညီညီတွေကတမီးစားတွေမဟုတ်ဘူးတဲ့ပြီးတော့ညီညီကလူကောင်းလေးပါကွာစောက်လေးကုမ္ပဏီမှာလည်း share ဝင်ထားတယ်သူ့ရဲ့အလုပ်ကတော့တင်မောသားပေါ့ဒီတဲ့ပို့ပြီးခိုင်လုံတဲ့အကြောင်းကတော့သူကဖြူပြရဲ့မောင်ရှင်ဖြစ်အားရပါ ဩဖြူပြရဲ့မောင်ဖြစ်တာနဲ့ပဲဒီကောင်ကလူကောင်းဖြစ်ရအောင်လားအဲ့ဒါနဲ့ပဲငါတို့ကတိတိကိုဒီကောင်နဲ့တည်းထိုးပေးလိုက်ရမှာလား ငါပြောတာအဲ့တဲ့ဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူးဖိုးဆိုင်ရာမင်းအထင်လို့လက်သေးနဲ့ထိုးတဲ့ကိစ္စမှားတယ်လို့ငါပြောချင်တာ အေးအပြစ်တွေအားလုံးငါအပြစ်ပါပဲနော်အေးအခုလို့ထိုးလိုက်တယ်ဆိုငါတိတိတွေထိုးတာကွာနော်ပြီးတော့မင်းကဖြူပြနဲ့အဆင်ပြေကြတာလေတိတိကိုမင်းထိုးကျွေးကြတယ် ဖိုးဆိုင်ဒီစကားပါစကား ဘာစကားပါလဲကွာမင်းဖြူပြနဲ့လက်တက်ဆိုလို့တိတိကိုမင်းအတုံးချနေတာ ကြောက်မင်းစကားဆင်ရင်ပြောပါဖို့တိုင်း ဘာလို့ဆင်ရင်ပြောပါ ဟဲ့မင်းဟဲ့တော့ကွာမင်းတို့ဒီကိစ္စအဲ့လိုဖြစ်เสียမှာဒီကိစ္စတစ်ခုတော့တက်တက်စီတွေပဲဒီမှာဟိုပုံပေါ်တဲ့သူပြတဲ့ကိစ္စတစ်ကိစ္စမင်းတိတိနဲ့ကွာဟိုညီညီရဲ့တစ်ကိစ္စကွာ အေးငါလည်းအဲ့တော့ပြောနေတာကွာဒီကောင်အကုန်လုံးရွှေပြီးစွတ်တင်နေတာအကောင်ထိုးတဲ့ကိစ္စမှာလည်းမစင်မကျင်လုံးလိုက်တော့အကုန်လုံးမားကုန်တာပေါ့ မင်းတို့ပဲကောင်းပါလေတိမ်လုံးကလူ400ပဲရှိတယ်မင်းတို့3ယောက်ကတပါတီငါတယောက်တည်းတတိပုတ်ကလာပေါ့ကွာနော်ဟေးငါလည်းငါသမီးငါတူမမဟုတ်ပဲနဲ့စိုးရိမ်ပူပန်နေပြီလားငါအပြစ်မင်းတို့ပဲကောင်းပါလေကွာ ဒီလိုလည်းဘာလို့မဟုတ်တာလဲ ငါလည်းသူ့ကိုပြစ်တင်တယ်ကောင်ပြောနေတာဟုတ်ပါ ကဲဒီလိုပဲပါမင်းနဲ့သူပြနဲ့ပြန်ပြီးအဆင်ပြေတာဟောဝင်လာညဟုတ်တာဒါမှလည်းဘယ်တော့မှမဖြစ် ဘယ်တော့တော့ပေါ့ကွာ ဟဲ့ဒါတော့ဖြစ်เสียကိစ္စလည်းမဟုတ်ဘူးနဲ့မင်းဘာဖြစ်နေ ဒီမှာငါလူကိုပဲလေကွာ ဒီဘာလဲကောင်မင်း
မင်းနဲ့စဖြစ်တာလေမင်းနဲ့ကောင်းမကောင်းဘူးမင်းခေါ်ပြီဟဲ့ကောင်းတက်လေလားဟဲ့ဟိုလိုက်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 တော်ကျွန်တော်ဘယ်သူစင်းကိုလိုက်ဖို့ပေးရလဲဆေးရုံလိုက်ဖို့ပေးရတာတူပဲဗျာလူရတဲ့ကိစ္စအဝေါ်ကိုကြီးဆောင်ရွက်ပေးနေတာလေဒီလူကမင်းကြီးမလားဟုတ်မင်းတော့ဘာဖြစ်လို့ကူညီရတာလဲမင်းကူညီဆိုငါမလုပ်ချင်ဘူးရဦးဆိုင်ရဲ့စိတ်ကိုရှော့ပါဦးဆိုင်ရဲ့ဒီချိန်မှာအာဘာနဲ့လည်းမထားသင့်တော့ပါဘူးဦးဆိုင်လေကားလမ်းမှာအက်ဆီဒန့်ဖြစ်ပြီးတော့တတိမိတာတွေ့လို့ကျွန်တော်စိတ်ကိုပို့ပေးခဲ့တာပါဟုတ်သားပဲဗျာသူကစီနာနဲ့ခဏကိုဆေးရုံလိုက်ဖို့ပေးတာခဏဒေါသထွက်နေတယ်တကယ်ဆိုခဏတော့ကျေးဇူးတင်မှုကောင်းတယ်ဘာမှကျေးဇူးတင်ကြဘူးဟဲ့မင်းမျက်နှာငါမကြည့်ချင်ဘူးတော့ဟုတ်ကဲ့ပါဦးဆိုင်ဦးဆိုင်ကျွန်တော်ရဲ့မျက်နှာကိုမကြည့်ချင်ဘူးဆိုလည်းရပါတယ်ကျွန်တော်ဦးဆိုင်ကိုအကြောင်းကြားပြီးသူတို့တွေအားလုံးထီကိုလာပြီဆိုရင်ကျွန်တော်ထွက်သွားပါမယ်ဟဲ့မင်းအကြောင်းကြားကြမလို့ဟဲ့ငါ့ရင်မင်းဘာမှအကြောင်းကြားကြမလို့ဗျဘာဖြစ်လဲဦးဆိုင်ရဲ့သူတို့တွေအားလုံးကဦးဆိုင်ရဲ့မိသားစုဝင်တွေပဲလေဟဲ့အဲ့ဒီအိမ်ကငါအိမ်လည်းမဟုတ်ဘူးငါမိသားစုဝင်တွေလည်းမဟုတ်ဘူးအဲ့ဒီအိမ်ကငါစကားများပြီးအိမ်ကဆင်းလာတာပေါ့ဗျာအဲ့ဒါမင်းကြောင့်မင်းရဲ့ဦးလေးလောင်းရင်မင်းရဲ့ရောက်ဖလောင်းရင်နဲ့အဲ့ဒီအလောင်းနှစ်လောင်းနဲ့ငါစကားများပြီးအိမ်ကဆင်းလာတာဦးဆိုင်ရဲ့ဦးဆိုင်ကလည်းဖြစ်ရမယ်ဟုတ်ကဲ့ပါဦးဆိုင်အဲ့ကိစ္စတွေကိုခေါင်းထဲမထည့်ပါနဲ့ဦးဆိုင်ဖြစ်ချင်တာတွေအားလုံးဖြစ်ရပါစေပဲအခုလောလောဆယ်လေဆရာဝန်ပြောတဲ့ညွှန်ကြားချက်လေးကိုလည်းနားထောင်လိုက်ပါဦးနော်လောဆယ်ကျွန်တော်စမ်းသပ်ကြည့်တာတော့ခြေထောက်နဲ့လက်ကလွဲလို့အခြားဘာသာမှတော့မတွေ့ပါဘူးခြေထောက်ကလည်းအယူအပ်သွားတယ်လက်ကလည်းကျိုးသွားတယ်ဆိုတော့ဆေးရုံမှာတော့အနည်းဆုံးတစ်ပတ်လောက်တော့နေရတယ်ဟင်ဆေးရုံမှာတစ်ပတ်လောက်နားနေရမယ်ဟာဦးဆိုင်ရဲ့ကိုကအိမ်ပေါ်မှာမနေချင်လို့ဆင်းလာပြီးပြီပဲအခုဆိုလို့ရှိရင်ဟိုတယ်တောင်သွားစရာမလိုပဲနဲ့စီးရုံမှာအဲကွန်းလေးနဲ့နှက်နေရမှာကောင်းပါတယ်ဟဲ့ဝေကစားကိုပိတ်လိုက်အောင်မလီအောင်ဟာခင်ဗျအဲ့လိုမလုံနိုင်လို့ဗျာခင်ဗျလှုပ်လိုက်လို့ချင်းခြေထောက်ကပိုဆိုးသွားမှာပေါ့ခင်ဗျတော်တော်စိတ်ကြီးတဲ့လူပဲခင်ဗျအဲ့လိုစိတ်ကြီးလို့လဲကားအစီအစဉ်ဖြစ်တာနဲ့တူတယ်ကဲလောဆယ်တော့ခင်ဗျအေးအေးဆေးလေးနေဦးဗျာနော်ကျွန်တော်လည်းလိုအပ်တာဆောင်ရွက်ပေးပါမယ်ကျွန်တော်တောင်းကြည့်ပါသွားပါပြီကွာခြေထောက်ကလည်းကျိုးနေတော့ဘယ်မှလည်းသွားမရလာမရနဲ့ဒုက္ခပါပဲကွာစိတ်မညစ်ပါနဲ့ဦးဆိုင်ရဲ့ဦးဆိုင်လေအိမ်ဟန်လူတွေရဲ့မျက်နှာကိုမမြင်ညိုးဆိုလို့ရှိရင်အဆဆအရာရာလူလေးသိမရှိအောင်ကျွန်တော်ပဲပြုစုပေးပါမယ်ဟဲ့ဝိပဿနာကိုတွေ့တယ်မလားဦးဆိုင်မရဘူးဦးဆိုင်ရဲ့နော်ကျွန်တော်ပဲပြုစုပေးပါဦးဆိုင်ရဲ့စိတ်ကိုချော့လိုက်ပါနော်အဲ့တော့ဘာမှအားရစရာမလိုဘူးနော်ဦးဆိုင်နော်ဦးဆိုင်မှမရှိရတာဟာဒီမိုက်ဆောင်လာဘာပြင်းလားဘာကြလဲစားနိုင်ကြသေးရဲ့နော်အိမ်မှာလူတယောက်လုံးပြောက်နေအောင်စားစိတ်မူဝင်နဲ့ဘလို့ထမ်းစားမှာတော့ဟုတ်ကောဦးဆိုင်ကမရှားကြတော့ဘူးလားရှားရတယ်တိတိရာငါလည်းရုံးတဲ့ရုံးစင်ရှားနေတာပဲဟုတ်တယ်ဦးပြတဲ့ဘဲတွေကိုနေရာခွဲပြီးရှာခိုင်းထားရှာခိုင်းနေပြောက်နေတာ3ရက်တောင်ရှိပြီနော်ဦးဆိုင်ကသူ့လို့ဒီဘောကိုပြန်သွားလားမသိပါမပြန်သေးပါဘူးတိတိရေမနက်ကလည်းဦးပြသူ့အဖေကြီးကိုဖုန်းဆက်ကြည့်နေပါတယ်ဒါဆိုရဲတွေပါတဲ့တိုင်းမှာဖြစ်တော့မယ်နဲ့တူတယ်ဟယ်လို
ကိုကိုတော့မသိဘူးခင်ဗျာကျွန်တော်ညီညီပါ ညီဘာကိစ္စလဲပြော ဟုတ်ကျွန်တော်လည်းတိတိနဲ့စကားလေးခဏတော့ပြောချင်လို့ပါအရင်ရေးကြည့်လို့ပါ ဒီညီဘာရေးကြည့်လို့ ဟယ်လိုတိတိနေကောင်းရလားတိတိလေဟိုအညာစိတ်ဆင်းရဲနေလား ဘာလို့လဲ ကိုတနာပြီးတော့အညာလွှမ်းနေလို့လေအဲ့ဒါနေကောင်းရလားလို့စိတ်ကောဆင်းရဲနေတယ်လားလို့မြင် အပေါ်ရသာပြောနေတယ်ဖုံးချလိုက်နော် နေပါဦးတိတိပဲခဏလေးနေပါဦးမေးစရာရှိလို့ပါတိ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 ု့အညာနေပြီးတော့ဦးဆိုင်ပြောက်သွားလို့ဆို ကိုတင်ကဦးဆိုင်ပြောင်းညာဘလို့သိရလဲ မဖြစ်ပြပြောလို့သိတာတိတိ ဟုတ်တယ်ဦးဆိုင်ပြောက်သွားလို့ဆိုပြီးတအိမ်သားလုံးစိတ်ဆင်းရဲပြီးမစားနိုင်မတောက်နိုင်ဖြစ်နေကြတယ်လေရှာလို့လည်းမတွေ့ပါဘူးအဲ့ဒါကိုညီလည်းကိုညီပြီးတော့ဆရာပေးပါဦးနော်ဦးဆိုင်ကိုညီကိုထိုးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလဲတိတိဘက်ကပဲတောင်းပန်ပါတယ် တိတိရဲ့အဲ့ဒါတွေပြောနေပါနဲ့ကိုယ့်စိတ်ထဲမှာဘာမှမရှိဘူးတိတိဘာမှမစိုးရင်လည်းနော်ဦးဆိုင်ကလည်းတွေ့ရောက်ကိုပဲတောင်းနေပြီးရှာပေးမယ်ဒါမဲ့တိတိကိုတခုတော့လုပ်ပြီလေနော် ဘာလုပ်ပေးရမှာလဲ တိတိတို့ကလေဦးဆိုင်ကိုအမြန်ပြန်လာပါဘာလဲဆိုပြီးတော့သတင်းစာနဲ့ထည့်ပေးပါတိတိရဲ့နော်အဲ့ဒီတော့လုပ်ပေးသတင်းစာထဲမှာအမြန်ဆုံးပါလာအောင်ကိုကနေပြီးတော့ကိုညီပေးမယ်ကိုလုပ်ပေးမယ်နော်ကိုစားစီတော့တိတိပဲတောင်းယူပြီးစားစီလိုက်ပေါ့နော် ဟုတ်ပြီအဲ့ဆိုတိတိရေးလိုက်မယ်လေပြီးရင်ဖုန်းပြန်ဆက်မယ်နော် โอเคတိတိကိုတတိရောမရဘူးဟင် ရေးတယ် ဒီရက်ပါတယ်လေ ဟောဦးဆိုင်ရောက်တဲ့ကိစ္စကိုညီကကူညီပေးမယ်တဲ့အခုလောဆယ်တော့သတင်းစာထဲမှာကြော်ညာထည့်ဖို့အတွက်တိတိကိုစာစီထားတဲ့ ဟုတ်လားအဲ့ဆိုတိကျစာစီလိုက်လေဒီကိုယ်ရေးတဲ့သဘောမျိုးပဲရေးနော်ဒီကောင်ကြီးကိုနေချော့မော်ကြီးပေါ့ကွာဒါမှဒီကောင်စိတ်ပြောတော့မင်းတော့ဘိုးဆိုင်ပြောက်တဲ့ကိစ္စကိုညီကဘယ်လိုလုပ်သိ အဲ့ဒီဖြူပြပြောလို့သိတာတဲ့ဘုရားအဲ့ဒီဖြူပြကိုပြတ်ထားတာမှာ ဟဲ့အဖေကတော့တကားပြောဦးနော် အဲ့ဆိုတော့လူပြောလို့သိတာ ဒီကောင်ညီပြောမှာအပိုင်နော်ဖိုးဆိုင်ရှိနေတဲ့နေရာတော့ तू ကတိနေတဲ့ပုံစံမျိုး ဒါဆိုဒီကောင်တခုရှူထားပုံရတယ် ဟာလေဦးဆိုင်အိမ်ပေါ်ပြန်ရောက်လာဖို့ပဲရေးကြည့်တယ်ကဲတိတိကတော့ကြော်ညာထည့်ဖို့အတွက်စာသွားစီလိုက်အောင်မယ် ဟောပါလေ ဦးမြတ်တို့ဦးကိုတော့စိတ်ချမ်းသာလက်ချမ်းသာနဲ့စားလိုက်အောင်ဟုတ်လား ဟဲ့ခုကောင်ညီကတိတိနဲ့စကားပြောချင်တာနဲ့ကြာပန်လို့ပုံရတယ် ဟုတ်ပါဘောမင်းရောက်ပါလားဆိုတော့မင်းလိုပဲညံနေညံနဲ့များကြတယ်များပေါ့အမတိတိကငါတူမအရင်ဆိုတယ်မမေ့နဲ့ပေါ့နော် မင်းရတယ်ပြောပြန်ပြီငါထူမဆိုလည်းဟုတ်ပါတယ်ကွာမင်းရတယ် တည်ပြီးရတယ်နော်မင်းလည်းဝိုင်းထဲကိုမင်းလိုလိုလည်းမဖြစ်စေဘူး ဦးဆိုင် sorry ပဲဦးဆိုင်ဒီနေ့နည်းနည်းလေးနောက်ကျသွားတယ်ဘိုက်စာနေပြီလား ဘယ်တက်နိုင်မှာမလဲကွာမင်းကျွေးမှစားမယ်ငါးဘွားဆိုတော့လေဘိုက်ဘလောက်စားမင်းလာကိုဆောင်းအောင်တော့မှာပေါ့ ဦးဆိုင်ကလည်းအဲ့လိုတော့လည်းမပြောပါနဲ့ကျွန်တော်ကကိုယ့်ဦးလေးကိုပြစ်ထားပါမယ် ဟာမအေးဦးလေးဆိုတဲ့စကားအသားယူခဏမပြောနဲ့ငါမကြိုက်ဘူးပြ ဟုတ်ပါဘူးဦးဆိုင်ကျွန်တော်ကကိုယ့်ဦးလေးအရွယ်မလို့နော်ဦးလေးလို့ခေါ်တာဘာမှစိတ်ဆိုးမနေနဲ့ဟုတ်မဟုတ်ပါဘူးတဘောပြပြတာပါလင်းစာလေးဖတ်ကြည့်လိုက် ဟာဖတ်ကြည့်မှစကားကြည့်နေ ဦးဆိုင်မဖတ်လို့မရဘူးသတင်းစာထဲမှာလေတိတိကဦးဆိုင်ကိုအမြန်ပြန်လာပါဆိုပြီးတော့ထည့်ထားတဲ့ကြော်ညာလေးပါလာတယ်ဟုတ်ဒီမှာတက်ဖတ်ကြည့်လိုက်နော်ဦးဆိုင်တွေ့ရမလားတိတိကဦးဆိုင်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာဦးဆိုင်ကခုတော့သိပြီမလား ဟဲ့ဒါမင်းကလင်ကကြက်လို့ပြီးဂွင်စင်ပြီးထည့်ထားတယ်ဖြစ်နိုင်တာပဲကွာ ဩမဟုတ်ပါဘူးဦးဆိုင်ကျွန်တော်ဘာလို့ခွင်စင်ရမှာလဲတိတိကဖုန်းဆက်လို့ကျွန်တော်ကအဲ့ဆောင်းဆိုင်လေးကိုသွားယူပြီးတော့သတင်းစာထဲမှာတွက်ထည့်ပေးတာဒါပဲ ငါမရှုံဘူးရ သိတယ်
ဦးဆိုင်အဲ့လိုမယုံဘူးလို့ပြောမှဆိုလို့နော်ဒီကြောင်ညာကိုသတင်းစာတိုက်ကိုသွားထည့်တဲ့နေ့တော့ကတိတိကိုကိုယ်တိုင်ပြောပြီးတော့ကိုကျွန်တော် record လုပ်ထားတာဦးဆိုင်ကမယုံဘူးဆိုလို့ရှိရင်ဒါလေးကိုနားထောင်ကြည့်လိုက်ဦးဆိုင်ဖြစ်ရင်တီတီရုံမိသားစုဘဝမပြည့်စုံပါဦးဆိုင်မရှိ၍အားလုံးဝမ်းနဲ့ကြည်ခွေနေကြရပါသည်ဦးဆိုင်ကိုအားလုံးကမျှော်နေကြသည်အမြန်ပြန်လာပါတီတီ ကဲဦးဆိုင်ကြားပြီကဲပါဦးဆိုင်ရဲ့ငုံမနေပါနဲ့ဦးဆိုင်ငုံနေတဲ့ရုပ်ကလည်းလှမှမလားငါထိုးပြောတော့မင်း မဟုတ်ပါဘူးဦးဆိုင်ရဲ့မဟုတ်ပါဘူးခုကျွန်တော်ဦးဆိုင်စိတ်ကြီးဆင်းရဲနေမှာဆိုလို့ပျော်စီတက်စီပြောတာပါကဲဦးဆိုင်အခုဆိုလို့ရှိရင်တိတိရဲ့သဘောထားကိုလည်းဦးဆိုင်ကသိပြီဆိုတော့အိမ်ပြန်လိုက်ပါဦးဆိုင်နော် ဟဲ့မင်းကငါ့ကိုမပြူးသူမဆောင်းချောင်းနိုင်တော့လို့ငါ့ကိုမင်းကအိမ်ပြန်ပို့ပေးနေရလားရော ကဲဦးဆိုင်စင်းရုံမှာတစ်သလုံးနေမယ်ဆိုတော့တစ်သလုံးပြုစုပါဗျာကဲ ပြီးရောဒီငါဆေးမှာတစ်သလုံးနေနေရလားကွာ ဟုတ်ပါဘူးဦးဆိုင်ရဲ့ဦးဆိုင်ပေါ်မှာကျွန်တော်ညိုညင်နေလို့ထင်နေမှာဆိုတော့ကျွန်တော်ဖြည့်ရှင်းပြတာပါဦးဆိုင်ဟာပြီးတော့တီတီရဲ့မွေးနေ့လည်းရှိသေးတယ်နော်ဦးဆိုင်အင်ဂျင်မဖြစ်မှာ哎呀，弟弟母呢？别不能弄的呀！ဟိုနာနာပြောပြတာဦးဆိုင်ဟုတ်တယ်ကွာ弟弟母呢ငါတို့ဦးလေးသုံးအောင်နှစ်တိုင်းလုပ်ပေးနေကြဒီနေ့ငါအိမ်မှာမရှိဘူးဆိုတော့ကွာအဲ့ဒါကြောင့်ပြောတော့ဦးဆိုင်ရဲ့ဦးဆိုင်အိမ်ကိုအမြန်ဆုံးပြန်တက်မှကိုဖြစ်မှာဦးဆိုင်မင်းပြောတာလွယ်တယ်ကွာငါအိမ်မှာကြီးကျယ်ပြီးပြောဆိုပြီးအိမ်ကဆင်းလာငါဘယ်မျက်နှာနဲ့ပြန်တက်ရမှာအဲ့ကိစ္စကိုစိတ်မပူစမ်းပါနဲ့ဦးဆိုင်အဲ့ဒါအားလုံးကျွန်တော်တာဝန်ချနော်ဦးဆိုင်လုံးဝမျက်နှာမပြတ်စေအောင်ကျွန်တော်တာဝန်ယူတယ်ဦးဆိုင်တိထားပါတကူကတိတိရဲ့မွေးနေ့ပွဲကြလို့ရှိရင်ဦးဆိုင်နဲ့ကျွန်တော်နဲ့အဲ့ဒီအိမ်ကိုပြန်တက်မယ်နော်ဦးဆိုင်ဂျန်တဲ့ကိစ္စကျွန်တော်အကုန်လုံးတာဝန်ယူတယ်ဦးဆိုင်အဲ့ဒီတကူပဲဦးဆိုင်ကျွန်တော်ကိုခတိပေးပါနော်ဦးဆိုင်နော်ဦးဆိုင်လေးပါပါလုံးဝတိတိမ啊လုပ်ပါဘူးဆိုမှာပဲလုံးလူကြီးရလုံးလို့ပြောလုံးလိုက်ပေါ်တိတိပဲလုပ်ပါဦးဆိုမှာပဲအော်တိတိုင်းလုံးနေတော့အစင်လိုက်ပြက်ကုန်မှာပေါ့တိတိပြောနော်အဲ့ဒီစင်လာကြီးကိုပြတ်သွားစေခြင်းလို့မလုပ်တာဟာအဲ့ဒါအကုန်လုံးပုတ်ကောလုံးလိုက်တော့လုံးပါတိတိကဲပုတ်ပြောကွာခဏလေးနော်ဘာလို့နေကြလဲဘာလို့ရပါလဲပြောမလို့လေအဲ့တော့ရှောင်မရမှာပေါ့လူကြီးတွေဖြစ်ပြီးတော့ရှောင်ရမှာလားရှောင်ရမယ်ဖုန်းထားတယ်ဖုန်းပြောမယ်ငါတော့ဘာလို့ကြီးကဖုန်းမနေမှာမင်းချက်ထားတယ်မင်းချက်ရရှော့တော့တာလေဘုရားလည်းဟယ်လိုတိတိကိုပါဟာဗျာမခေါင်းမပါအကိုဟုတ်ပါဘူးတိတိရတယ်တိတိကိုလေကိုပြောကြလိမ့်ရှိလို့ဘာပြောမလဲဒီနေ့တိတိရဲ့မွေးနေ့မှာလေဟိုကမွေးနေ့ဆောင်လို့လာပြီးစင်လို့တိတိကမှမွေးနေ့မလုပ်တော့တာဘာဖြစ်လို့အိမ်မှာဦးဆိုင်မရှိတော့ဘူးလေအရင်တော့ဆိုရင်တိတိကမွေးနေ့ဦးလေးတန်းအောင်နဲ့အမြဲတမ်းလုပ်နေကြအခုဦးဆိုင်မရှိတော့မလုပ်ချင်တော့ပါဘူးတိတိရဲ့ဦးဆိုင်ပြန်ရောက်လာဖို့အတွက်ကိုအာမခံတယ်နော်ဘာမှစိတ်မပူနဲ့မွေးနေ့ပွဲလေးကိုဒါမဖြစ်ဖြစ်အောင်လုပ်လိုက်နော်ရှင်အာမခံရလိုက်လားအာမခံရေးရတော့မပြောနဲ့နှလုံးသားနဲ့ရေးပြီးတော့အာမခံတယ်နော်မွေးနေ့ပွဲသာဖြစ်အောင်လုပ်နော်ကိုကြီးတကယ်အာမခံတယ်နော်ကဲတိတိရဲ့နှလုံးသားနဲ့တွေမကောက်ဘူးအတက်နဲ့ပါရေးပြီးတော့တခါတည်းအာမခံတယ်ဘယ်လိုလဲဒါဆိုရင်လည်းပြီးရောပြောတဲ့အတိုင်းမဖြစ်လို့တော့တိတိတောင်သိရနော်ကောင်းပါပြီဗျာကောင်းပါပြီစိတ်ချပါနော်အဲ့ဒီပြောတာဟုတ်ကဲ့လေဟာဒီနေ့ဒီမနေ့ပဲလုပ်မယ်မလုပ်ဘူးဘာမလုပ်တော့ဘယ်လိုမလုပ်ရှင်အစင်လာတက်ကုန်မှာပေါ့ဟာအဲ့ဒီအစင်လာကြီးကိုပြတ်ခဲ့ခြင်းလို့မလုပ်တော့တာရှင်းလားမရွရနဲ့နော်ရွရငုံလိုက်
ပြနိုင်တယ်နော်ဟမ်ဒီဦးလေးတွေပြောတော့မလုပ်ဘူးနဲ့ပဲပြောနေဟလားဟိုကောင်ပြောလိုက်တော့တခါတည်းဒီမွေးနေ့ကိုလုပ်မယ်ဟမ်ဟလားကဲငါတို့မှလေးစိတ်ချမ်းသာလုပ်ပေးမယ်ဟုတ်လားဟုတ်ပြီလုပ်ပေးမယ်ကဲတီတီလေးဒါဦးရဲ့လက်စာအဲ့မှာပဲတင်ထားဟုတ်ပါဦးကိုတို့ပြပြတော့မှရောင်းနိုင်ဆိုင်နေဝဲတွေစားလိုက်အောင်နော်စားစမအောင်ဦးဆိုင်မှမရှိရဟောဘိုးကိုလည်းပြလာအောင်တီတီဒါဘာဖြစ်ပြန်ဒီမှာဘိုးဆိုင်မရောက်လာလေလို့ငွေတွေမစဘူးလို့ကဲပါတီတီရဲ့ဦးဆိုင်မရှိတယ်ဦးကိုလည်းဦးမြတ်တို့ရှိတာပဲဝင်းနေပဲလောရနော်လိမ့်ပါလားလူထုံမတော့မလုပ်ချင်ပါဘူးတီတီအဲ့လိုမစိုးသားပါနဲ့ဟာဒီကလာပြီဟာဟောဘလို့ဒီလာရဲဆိုရဲကျလို့ဘိုးဆိုင်ကသတိမရသေးလားကိုကိုဦးမြတ်တို့ဒီကဦးဆိုင်ပါလာပြီဟာဆိုင်လက်ဆိုင်တီတီဟိုဒီနေ့ကတီတီရဲ့မွေးနေ့ဆိုတော့အဲ့ဒါလေဒါကိုယ့်ရဲ့တီတီရဲ့မွေးနေ့လက်ဆောင်ကိုယူလာတာဘလို့ရှင်ကျမဝင်းလက်ဆောင်ပေးကြရှာလို့ကျမဦးလေးကိုကြိုးကန်းတော့လည်းဒီမှာပေးရလားကျမဦးလေးလက်သားချင်ရလားဟာမဟုတ်ပါဘူးတီတီရဲ့ဘာဖြစ်လို့လက်စားချင်ရမှာလဲကိုကဦးဆိုင်မသိချင်တာနော်ဟိုဒီလိုတီတီဦးဆိုင်ကတီတီတို့အိမ်ကထွက်သွားတဲ့နေ့ကလေးဟိုကကားအက်ဆီဒန့်ဖြစ်တာအဲ့ဒါကိုကျွန်တော်ကဦးဆိုင်ကိုစေးရုံပေါ်မှာတင်ထားပြတာစေးရုံပေါ်မှာလည်းအခုတောက်လျှောက်ကိုနေနေတာဒီနေ့ကတီတီရဲ့ဘွေးနေ့ဆိုတော့ဦးဆိုင်ကခေါ်ပြီးတော့စေးရုံနဲ့တီကိုတောက်လျှောက်ကိုလာခဲ့တာနော်ဦးဆိုင်နော်ဟုတ်တယ်ဦးဆိုင်လည်းတော်ဆိုးရနော်သမီးတို့အားလုံးဖြစ်သွားတယ်စေးရုံတက်တာမပြောတီတီချစ်တယ်လည်းမချစ်ဘူးမဟုတ်ပါဘူးတီတီရဲ့တီတီခင်ဗျာကွာမင်းမရှိလို့လေမွေးနေ့ပွဲတော့မလုပ်တော့ဘူးဖြစ်နေတယ်ဟေးလေဒါမှအားလုံးပြင်ဆင်ပြီးပြီမင်းမရှိလို့လေမွေးနေ့ပွဲမလုပ်အောင်ဟေးတောင်းပန်ပါလေတီတီကလည်းတောင်းပန်တယ်အားလုံးကိုတောင်းပန်ပါတယ်တီတီရဲ့ဦးဆိုင်ကလေတီတီမွေးနေ့ကိုသတိတရားရှိတာပေါ့အဲ့ဒါကြောင့်လို့လေမွေးနေ့လက်ဆောင်မှာတစ်ခါတည်းယူလာတယ်မွေးလက်ဆောင်ဟုတ်ပါလေဟုတ်ပြီမလေးဟုတ်ပါလေတီတီတဲ့သဘောအလုံးအတွက်လက်ဆောင်ဟောဒီကောင်ဟာဘုရားလည်းအားလည်းတီတီသူစိုက်တဲ့မွေးနေ့လက်ဆောင်ကိုမကြိုက်ဘူးနဲ့တူရဲ့အဲ့တော့မဟုတ်ပါဘူးအဲ့ဒါကြိုက်တယ်ဗောဟာဘာလဲလူလက်ဆောင်ပြီးတော့မွေးနေ့စားလိုက်ရအောင်